နေကို1989ခုနှစ်တွင်စတင်ဝင်ရောက်ခဲ့သည်1995ခုနှစ်တွင်အထူးအပါဝိထုတို့ပေါင်းချုပ်ကိုထုတ်ဝေခဲ့၍၎င်းအထူးအပါဝိထုတို့ကိုဂျပန်နိုင်ငံဒိုင်ဒိုဖောင်ဒေးရှင်းမှဂျပန်ဘာသာပြန်ဆို၍အထူးအပါနှင့်အခြားဝိထုတို့များစာအုပ်တွင်ထည့်သွင်းဖော်ပြ၍ဂျပန်နိုင်ငံတွင်ထုတ်ဝေဖြန့်ချီခဲ့သည်ယခုချိန်ထိဝိထုတို့ပေါင်းချုပ်73အုပ်လုံးချင်းဝိထု9အုပ်ဆောင်းမပေါင်းချုပ်1အုပ်ဝိထုရှည်ပေါင်းချုပ်1အုပ်အခြားစာရေးဆရာများနှင့်တွဲဖက်၍ဝိထုလက်15အုပ်ခန့်ရေးသားထုတ်ဝေဖြန့်ချီခဲ့၍2002ခုနှစ်တွင်တဒံမဲ့ဒုတဲ့ဝိထုတို့ပေါင်းချုပ်ဖြင့်အမျိုးသားစာပေဆုကိုရရှိခဲ့ပါသည်လူမှုရေးနှင့်ပရဟိတလုပ်ငန်းများကိုစိတ်ပါဝင်စား၍မိဘမဲ့ကလေးများပြုစုပြောထောင်ခြင်းပညာဒါနကျောင်းများဖွင့်လှစ်သင်ကြားပေးခြင်းနှင့်လူငယ်ရင်ကျေးလိမ္မာတင်နန်းများပို့ချခြင်းသွေးလူရှင်ဖွဲ့များဖွဲ့စည်းလူဒန်းခြင်း HIV AIDS ရောဂါကာကွယ်ရေးတားဆီးလုပ်ငန်းများအနာကြီးရောဂါကာကွယ်ရေးနှင့်အနာကြီးရောဂါသည်မိသားစုများ၏ဘဝရှင်သန်ရေးစိတ်ရောဂါအထူးကုဆေးရုံကြီး၏စိတ်ကူထုံးသည့်ရှာဖွေရေး HIV ပိုးကူးစက်ခံမိဘမဲ့ကလေးငယ်များပြုစုစောင့်ရှောက်ရန်ဒုက္ခရိပ်မြုံဂေဟာထူထောင်ခြင်းခိုကိုးရမဲ့နာမကျန်းဘဝများအတွေ့စီးစာရိတ်ဂီလာနဘဝရိပ်သာထူထောင်ခြင်းနှင့်2010ခုနှစ်တွင်အောင်ဖောင်ဒေးရှင်းလူမှုဝင်းကျင်နှင့်ပရဟိတတင်နန်းကျောင်းကိုဖွင့်လှစ်၍မြန်မာနိုင်ငံအရရှိပရဟိတအသင်းများအားကျွမ်းကျင်ပညာရှင်များနှင့်ချိတ်ဆက်၍လူငယ်အရေးသွေးနှင့်တင်နန်းများပို့ချပေးလျက်ရှိပါသည်ရှင်မင်္ဂလာတော်မြို့နယ်ပလဲမြို့သည့်ရွှေနသာစံပြချေးရတွင်အမှုပညာစည်းစာရေးနှင့်ယတနာကလေးပြုစုရေးဂေဟာမအူပင်မြို့မြစ်တာအမျိုးသမီးမိဘမဲ့ဂေဟာများကိုဦးစီးဆောင်ရွက်လျက်ရှိပြီးမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်နှလုံးလှပရဟိတလူငယ်သွေးလူရှင်အဖွဲ့နှင့်ပြည်နယ်မြို့နှင့်ဒါနကုသလနာရေးကူညီမှုအသင်းတို့အားဖွဲ့စည်းခဲ့ပြီးထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံမလေးရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့တွင်ငွေစုငွေချေးဆိုင်ရာပညာရပ်များHIV AIDS ရောဂါကာကွယ်တားဆီးရေးအစားအစာနှင့်လူသုံးကုန်ပစ္စည်းများဤအန္တရာယ်မှဘေးကင်းလုံခြုံရေးဆိုင်ရာပညာရပ်များကိုတွားရောက်လေ့လာစီးပူးခဲ့၍တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အခြေခံလူမှုဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်ရှင်2016ခုနှစ်အစိုးရသစ်လက်ထက်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏မြို့တော်စီပင်တာယာရေးကော်မတီတွင်ကော်မတီဝင်ဖြစ်တာဝန်ပေးအပ်ခြင်းခံရပြီးတာဝန်ထမ်းဆောင်လျက်ရှိပါသည်ရှင်ရိုသေကြီးညိုအပ်ပါသောဆရာတော်တန်ဃာတော်များတိတ်ခါရှင်ဆရာလေးများနှင့်ဓမ္မမိတ်ဆွေပေါင်းတို့ရှင်အခမ်းအနားကိုပြန်လည်စတင်တော့မှာဖြစ်သည့်အတွက်မိမိတို့နေရာများမှာနေရာယူနိုင်ကြပါရန်ထပ်မံနှိုးဆော်အပ်ပါသည်ရှင်အခမ်းအနားပြုလုပ်နေစဉ်အချိန်တွင်းမှာမိမိတို့ရဲ့လက်ခံဖို့များကိုဆိုင်းလန့်မှုပြုလုပ်ပြီးအတန်ပိတ်ပေးထားခြင်းဖြင့်ကုသိုလ်ယူနိုင်ပါရန်လေးစားစွာမေတ္တာရက်ခံတိုက်တွန်းအပ်ပါသည်အနောက်ဘက်တွင်စာအုပ်လူတန်းသူစာအုပ်အလူခံသူကျမတို့အထောက်အကူပြုဖွဲ့များနဲ့အလူခံသူပုဂ္ဂိုလ်များအားလုံးကိုလည်းမေတ္တာရက်ခံအပ်ပါသည်ရှင်အတန်များကိုတူတူပြော၍တက်နိုင်သမျှအတန်နှိမ့်ချ၍ပြောဆိုကြပါရန်အထူးမေတ္တာရက်ခံပါသည်အရှိမစာပေဟောပြောပွဲစတင်ပြုလုပ်တော်မူဖြစ်ပါကြောင်းသိပေးအပ်ပါသည်ရှင်ဟယ်လိုဆရာကြီးရတယ်ဘာပဲမရှိဘူးနော်ဟုတ်ကဲ့ပါရှင်ယခုအခမ်းအနားဒုတိယနေ့နေ့လယ်ပိုင်းစီစဉ်များကိုပြန်လည်စတင်မှာဖြစ်ပါရရှင်အခုပထမဆုံးစီစဉ်ရာဆရာမကြီးဒေါ်တန်းမြင့်အောင်ဥက္ကဋ္ဌဒုက္ခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့်စီးစာရိတ်ဂီလာနာများရိပ်သာမှာပြိုးပင်ကိုဘလို့ရှင်အောင်စိုက်ပါမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောဆွေးနွေးပေးရန်ဖြစ်သည့်အတွက်ဆရာမကြီးဒေါ်တန်းမြင့်အောင်အားစင်မြင့်ထက်သို့ကြွရောက်၍ဟောပြောဆွေးနွေးပေးပါရန်လေးစားစွာဖိတ်မှန်တကာပြုအပ်ပါသည်ရှင်
ဏကိုကြောက်ရောက်လာကြတော့သာသနာအာဇာနည်အရှင်သူမြတ်များသိက္ခာရှင်ဆရာလေးများအားလုံးကိုရသပြီးတော့ဒီနေရာကနေယူသေးစွာလက်အုပ်ချီမှုစကုကြတော့ပါတယ်ကြောက်ရောက်လာကြတော့အဲ့တဲ့တော်များအားလုံးကိုလည်းကျွန်မဒီနေရာကနေပြီးတော့ဂါရဝပြုပါတယ်ဒီကနေ့ပွဲကတော့နည်းနည်းလေးထူးခြားတဲ့ပွဲဖြစ်ပါတယ်ဟိုတာမန်စာပေဟောပြောပွဲလည်းမဟုတ်ပါဘူးအောက်စဖို့ဆရာတော်ဘုရားကြီးရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ်ပြီးတော့မှပညာဒါနစာအုပ်လှူဒါန်းပွဲနဲ့ဒီ panel discussion လို့ဒီကလေးငယ်နဲ့ပတ်သက်တာပေါ့နော်ကလေးတွေကိုဘယ်လိုပြုစုပြောထောင်ရမလဲဆိုတော့ကိစ္စကလေးကိုဝိုင်းပြီးတော့ပြောကြတာတွေဖြစ်ပါတယ်ကျမကိုယ်တိုင်မြင်လဲအများကြီးအကျိုးကျေးဇူးရှိပါတယ်နောက်ဒီနေ့ပွဲမှာကျမအမကြီးပမောက္ခဒေါက်တာဒေါ်နုနုဝင်းနဲ့ကျမရဲ့မောင်ငယ်ဆိုပေမဲ့ပမောက္ခကြီးကလေးထုကုဆရာဝန်ကြီးဒေါက်တာရဲမြင့်ကျော်ဆရာလင်္ကာကြီးကျော်တို့နဲ့ကျမတို့ဆွေးနွေးထားတာလေးဘာလို့ဆိုကျမတို့ကတစ်ဖက်တည်းပြောနေတာတဲ့စာရင်နော်ကျမတို့သိတဲ့အသိဟာကျမတို့ပြောလိုက်တဲ့အပြောဟာကျန်တဲ့ဒီမှာနားထောင်နေကြတဲ့သူတွေအားလုံးကျမတို့တဲ့ပို့ပြီးတော့သိပြီးသားတွေဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့နည်းနည်းအမေးအဖြေလေးတွေလို့လုပ်ရင်ကောင်းမယ်လို့ကျမတို့ထင်ပါတယ်အဲ့တော့သိကျင်တာလေးတွေမေးချဖို့လို့ပေါ့နော်သိကျင်တာလေးတွေမေးချဖို့ကျမဒီကနေပြီးတော့မေတ္တာရက်ခံပါတယ်မမတော်နုနုဝင်ပြောတာကတော့ဒါဟာအားလုံးအတွက်လိုအပ်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါနားထောင်တာနဲ့တင်ကျမတို့လုံလောက်ပါလိမ့်မယ်ကျမပြောတာကြတော့နားထောင်တာနဲ့တင်လုံလောက်မှာမဟုတ်ပါဘူးကျမတဲ့တော်တဲ့သူတွေအများကြီးရှိမှာပါအဲ့တော့ကျမရှိရနေကျမလုပ်ဖြစ်တာလေးကိုပြောပါမယ်ကျမကိုမေးချင်တာလေးရှိရင်မေးပါအဲ့ဒါလေးကိုကျမတို့ဖြေပါမယ်ဘာလဲဆိုတော့အချိန်အားဖြင့်လည်းပဲတယောက်ကို40-45မိနစ်လောက်ပဲကျမတို့ယူလို့ဖြစ်မှာဖြစ်ပါတယ်အဲ့ကြောင့်အခုပေးထားတဲ့ခေါင်းစဉ်ကပြိုးပင်ကိုဘယ်လိုရှင်အောင်စိုက်ပါမယ်ဆိုတာကျမတို့ဝတ္ထုတိုလေးတစ်ပုဒ်ရေးပူးပါတယ်အဲ့ဒါကပြိုးပင်ကလေးများဆိုတဲ့ဝတ္ထုပါအဲ့ဒီပြိုးပင်ကလေးများဆိုတဲ့ဝတ္ထုကိုကျမဘာကြောင့်ရေးပြလဲဆိုရင်လွန်ခဲ့သော15နှစ်လောက်ကပေါ့နော်လွန်ခဲ့သော15နှစ်လောက်ကဒီ UNICEF ကနေပြီးတော့ပြုလုပ်တဲ့ပေါ့ဒီမိဘမဲ့ကလေးတွေတချို့ကျတော့မိဘမဲ့ကလေးမဟုတ်ပါဘူးမိဘရှိတဲ့ကလေးတွေမိဘရှိပေမဲ့လည်းပဲလမ်းပေါ်ရောက်နေတဲ့ကလေးမျိုးလေးတွေအဲ့ဒီကလေးတွေကိုပေါင်းစုံစုပြီးတော့မှသူတို့တွေရဲ့ရင်တွင်းခံစားချက်တွေသူတို့ရဲ့ဘဝတွေသူတို့ရဲ့မိသားစုရဲ့အခါသိမှုတွေသူတို့အိမ်မှာမနေချင်ရတဲ့အကြောင်းတရားတွေတချို့ဆိုအိမ်ကိုမပြန်ကျင်လို့ကိုသွားချင်ရကိုလျှောက်သွားနေတာရှိပါတယ်ကလေးတွေကအိမ်ပြန်ရင်အဆုခံထိမယ်အိမ်ပြန်ရင်ရိုက်ခံထိမယ်အိမ်ပြန်ရင်အငေါက်ခံထိမယ်ဆိုပြီးတော့လမ်းနဲ့ကလေးလျှောက်သွားနေရင်လည်းကလေးတွေကမကောင်းတဲ့ပတ်ဝန်းကျင်နဲ့ပျက်စီးသွားတာတွေအများကြီးရှိပါတယ်အဲ့ချိန်မှာကျမစိတ်ကူးမိပါတယ်ကလေးဆိုတာမိဘမဲ့ကလေးမှတနာစရာကောင်းတာမဟုတ်ဘူးမိဘရှိရဲ့သားနဲ့ကလေးတွေကိုစနစ်တကျပြုစုပြောထောင်မှုဒီကလေးတွေကိုအချိန်မပေးနိုင်မှုဒီကလေးတွေရဲ့စကားကိုနော်နားထောင်ပေးခြင်းဒီကလေးတွေကိုတက်မှတ်ပေးနိုင်ခြင်းမရှိတာလည်းပဲဒါလူသားအရင်းမြစ်ဖွံ့ဖြိုးမှုအတွက်အမှန်တန်ကြီးမားတဲ့အဟန့်အတားကြီးပဲလို့ကျွန်မမြင်ပါတယ်အဲ့လိုကြီးမားတဲ့အဟန့်အတားကြီးနဲ့ရှင်သန်လာရတဲ့ကလေးတွေမှာလွဲချုံမှုတွေကအမျိုးမျိုးရှိသွားပါတယ်အဲ့ဒီလွဲချုံမှုကနောက်ဘယ်ကိုပြန်ပြီးတော့ရိုက်ခတ်လဲဆိုကျွန်မတို့လူသားမျိုးနွယ်စုနော်ဒီလူအဖွဲ့အစည်းနိုင်ငံတိုင်းပြည်အဲ့ဒီအထိကိုပြန်ပြီးတော့ရိုက်ခတ်ပါတယ်အဲ့တော့ကျွန်မတို့ကကလေးတယောက်ဆိုးပြီဆိုရင်ကလေးတယောက်ရမ်းကားနေပြီဆိုရင်ကလေးတယောက်ရိုင်းဆိုင်နေပြီဆိုရင်ဒီကလေးပေါ်မှာပဲကျွန်မတို့ကတရက်ခံလုံးမှာလားဒီကလေးကြီးပြင်းလာတဲ့ဘဝဒီကလေးရဲ့ဘေးပတ်ဝန်းကျင်ဒီဘေးပတ်ဝန်းကျင်ကြီးပြင်းလာတဲ့ဘဝဒီကလေးကိုဘယ်လိုပြုစုပြောထောင်ခဲ့သလဲပြုစုပြောထောင်ခြင်းပဲခံရသလားသို့မဟုတ်လို့ရှိရင်တိမ်သွင်းဖြားရောက်ပြီးတော့ပဲဒီကလေးကိုလမ်းမကိုတွန်းပို့တာကိုပဲဒီကလေးကကြုံတွေ့ဖြတ်တန်းခဲ့ရသလားအဲ့ဒါတွေကိုကျမတို့ကပြန်ကြည့်ဖို့လိုပါတယ်အဲ့ဒါတွေကိုကျမတို့ပြန်ကြည့်ခြင်းအပြင်နောင်ကျမတို့ရဲ့အနာဂတ်ကလေးတွေကိုကျမတို့ဘယ်လိုမွေးမလဲဒီကလေးတွေကိုလူကြီးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာကျမတို့ဘယ်လိုပတ်ဝန်းကျင်ကောင်းတွေကိုဆွဲသွင်းမလဲအဲ့ဒါလေးတွေကိုကျမအဓိကစိတ်ဝင်စားမိပါတယ်အဲ့တော့စောစောကပြောသလိုပါပဲကျမတို့ကလေးတယောက်လူဘဝကိုရောက်လာပြီဆိုရင်ဒီကလေးရဲ့အကောင်းဆုံးအကျိုးစီးပွားကိုဖော်ဆောင်နိုင်ဖို့ကတော့ဒီမိဘတိုင်းရဲ့ရင်ထဲမှာရှိမှာပါဒါပေမဲ့ဘယ်လိုဖော်ဆောင်တယ်လဲဆိုတဲ့မိဘရဲ့ခံယူချက်ကလည်းအရေးကြီးသလိုကလေးနဲ့ဘေးကနေထိတွေ့ဆက်ဆံတဲ့ပြင်ပဆက်သွယ်ရေးပြင်ပဆက်ဆံရေးကလည်းအမှန်တန်အရေးကြီးပါတယ်အိမ်နီးချင်း
မိသားစုဆွေမျိုးပြီးတော့မှကလေးကကြောင်းသွားရပါတယ်အဲ့တော့မနေ့ပိုင်းကကျွန်မပြောသွားသလိုပါဘေးကနေလူကြီးတွေကကလေးတွေကိုချစ်လို့စတာပါချစ်လို့စတာပါဆိုပြီးတော့နော်မိဘရှိမှမသိမသာလေးချစ်လို့လိန်တယ်လို့မျိုးမိဘရှိမှခေါင်းလေးကိုနှစ်ဖူးလေးကိုထိုးတဲ့ဟန်လေးပြလိုက်တယ်လို့မျိုးနဲ့သူ့လက်မကဘလောက်နှိပ်ချလိုက်လဲသူ့လက်ခောက်ကဘလောက်ကလေးရဲ့နှစ်ဖူးတွေကိုစူးဝင်သွားတယ်လဲကျမတို့မသိနိုင်ပါဘူးအဲ့တော့ကလေးဘေးမှာရှိတဲ့ပတ်ဝန်းကျင်ဒီကလေးဘေးမှာရှိတဲ့ပတ်ဝန်းကျင်ကိုကျမတို့ကပတ်ဝန်းကျင်ကောင်းတိဆောက်ပေးဖို့လို့လိုပါတယ်အဲ့တော့ကလေးတစ်ယောက်ဖြစ်လာပြီဆိုရင်ကျမမွေးထားတဲ့သမီးတွေရှိပါတယ်သမီး2ယောက်ရှိပါတယ်ဒီလိုပါပဲကျမမွေးထားဖြစ်တဲ့မိဘမဲ့ကလေးတွေရှိပါတယ်HIV ပိုးကုသခံရတဲ့မိဘမဲ့ကလေးတွေရှိပါတယ်ရိုးရိုးတာမှန်မိဘမဲ့ကလေးတွေလည်းရှိပါတယ်မိဘကမကြွေးမွေးနိုင်လို့သို့မဟုတ်ရင်မဆောင်ရှောက်နိုင်လို့သို့မဟုတ်ရင်ပညာမသင်ကြားနိုင်လို့လာရောက်ပြီးတော့အနှံထားတာကိုခဏတစ်ဖြုတ်မွေးပေးရတဲ့ကလေးမျိုးလည်းရှိပါတယ်အဲ့ဒီလိုအခါမျိုးမှာကျမတို့ကဒီကလေးရဲ့စိတ်နေစိတ်ထားသဘောတဘာဝဒီကလေးရဲ့ရှင်သန်ခဲ့တဲ့ပတ်ဝန်းကျင်ဒီကလေးကဘယ်လိုပတ်ဝန်းကျင်ကလာတယ်လဲဘယ်လိုမိဘရဲ့အထီးအတွေ့နဲ့ရောက်လာတယ်လဲအဲ့ဒါလေးကိုကျမတို့ကကလေးကိုပြုတ်ပြင်ပေးဖို့လိုပါတယ်ကလေးဆိုတာအမတန်နူးညံ့တဲ့ဖျောင်းရုပ်ကလေးတွေပါပုံသွင်းရင်ပုံသွင်းတယ်လို့ရပါတယ်အဲ့တော့ပုံသွင်းတဲ့သူတွေမမှားဖို့လိုပါတယ်ကျမကပုံသွင်းမိမယ်ကျမကကလေးကြောင့်ဘာမှမသိပဲနဲ့ကိုဖြစ်စေချင်တာကြီးကိုသွင်းနေလို့ရှင်လေဒီကလေးကဘာမှမဟုတ်တဲ့ကလေးဖြစ်သွားမှာပေါ့နော်သို့မဟုတ်လို့ရှိလို့ရှိရင်လေတကယ်သူ့ဟာသူရှင်သန်နိုင်သလောက်ရှင်သန်ခွင့်မရတဲ့ကလေးဖြစ်သွားမှာပေါ့တခါတရံကြရင်သူ့ဟာသူရှင်သန်နေတဲ့ကလေးတွေကိုကျမတို့ကသွားပြီးတော့ပုံသွင်းလိုက်တဲ့အခါမှာလေအဲ့ဒါဒီကလေးရဲ့အကျိုးစီးပွားကိုပျက်စီးတာရောက်ပါတယ်မိဘတွေလည်းရှိပါတယ်အမကျမတို့တွေလည်းသိတော်စေခြင်းနဲ့ကလေးကတော်နေတော့ဒီကလေးကဆရာဝန်ဖြစ်မှာအင်ဂျင်နီယာဖြစ်မှာတချို့မိဘတွေဆိုရင်ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်အင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့အဲ့ဒီသွင်းလိုက်တဲ့ပုံကြောင့်ဒီကလေးကဆရာဝန်ဘဝကိုစိတ်ဝင်စားပဲနဲ့အင်ဂျင်နီယာဖြစ်ကိုစိတ်ဝင်စားပဲနဲ့သူစိတ်ဝင်စားတာကအမှုပညာဖြစ်ရင်ဖြစ်မယ်သူစိတ်ဝင်စားတာကစောင်းဆရာမဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်လို့ရှိရင်သူစိတ်ဝင်စားတာကတရားဥပဒေဖြစ်ခြင်းဖြစ်မယ်အဲ့တော့ကလေးတစ်ယောက်ရဲ့စိတ်ဝင်စားမှုကလေးတစ်ယောက်ရဲ့ရှင်သန်မှုကလေးတစ်ယောက်ရဲ့ပြောမယ်ဆိုတော့ဝါဒနာပေါ့ဒီကလေးတစ်ယောက်ရဲ့ဝါဒနာကိုကျမတို့ကကြည့်ပြီးတော့မှအဲ့ဒီဝါဒနာဟာကောင်းတဲ့ဝါဒနာဖြစ်တယ်ဆိုရင်ကျမတို့ကအဆုံးစွန်ဘေးကနေပြီးတော့ထောက်ပံ့ပြုစုပြိုးထောင်ပေးလိုက်ဖို့လိုတယ်လို့ကျမကလေးတွေကိုကြည့်ပြီးတော့မှကျမယူဆပါတယ်ဘာလဲဆိုတော့ကျောင်းမနေခြင်းတဲ့ကလေးကိုကျမတို့မိဘမဲ့ကလေးတိုင်းကျောင်းမနေခြင်းဘူးကျမတို့စီရောက်ရင်ကျောင်းနေရမယ်ဆိုတော့မူဝါဒကြီးထားတာဒီရောက်လာလို့ရှိရင်တော့ကျောင်းတက်ရမယ်ကျောင်းမတက်လို့မရဘူးကျောင်းမတက်ရင်ဒီတိုင်းမနေရဘူးဆိုအဲ့ဒီကလေးကအတင်းကျောင်းသွားထားတဲ့အခါမှာကလေးကကျောင်းပြေးပါတယ်အဲ့ကျောင်းမနေခြင်းတဲ့ကလေးကိုကျမတို့အတင်းကျောင်းနေစေခြင်းနဲ့စိတ်ဒီကျောင်းပညာကိုမတက်ခြင်းတဲ့ကလေးကိုနင်ကျောင်းမနေရင်ဘာဖြစ်သွားမှာလဲနင်ကျောင်းမနေရင်ဘာဖြစ်သွားမှာလဲနင်သူများခိုင်းတာခံရမှာပေါ့ပညာတတ်မှဖြစ်မယ်ဆိုကျမတို့အတင်းကျောင်းပညာကိုကျမတို့ကသင်ပြီးဒါပေမဲ့ဒီကလေးကငကိုတဲ့ကမှကျောင်းပညာကိုဝါသနာမပါလာတဲ့ကလေးဆိုရင်ဒီကလေးကိုကျမတို့ဘာလုပ်ပေးမလဲသူဘာဝါသနာပါလဲသူဝါသနာပါတာကိုကျမတို့ပြုစုပြိုးထောင်ပေးလိုက်ခြင်းအဖြစ်ဒီကလေးရဲ့ဘဝမှာလည်းပျော်မွေ့သွားမယ်ပြီးတော့အဲ့ဒီမှာလည်းသူကပညာရှင်တယောက်ဖြစ်သွားနိုင်ပါတယ်အဲ့တော့ခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒါကလေးရဲ့ရှေ့ရေးပေါ့ကလေးတယောက်ကိုကျမတို့စပြီးတော့ငယ်စဉ်ထဲကစမွေးပြီဆိုကြတဲ့ကအမကျမတို့စီကိုရောက်လာတဲ့ကလေးတွေဆိုရင်4လရှိမယ်3လရှိမယ်3နှစ်ရှိမယ်10နှစ်လည်းရှိမယ်အဲ့ဒီကလေးတွေကိုကျမတို့ကစပြီးတော့မွေးကတဲ့ကိုကအဓိကကဘာလဲဆိုကလေးစီကမေတ္တာကိုကျမတို့လိုချင်တယ်ကလေးကကျမတို့ပေါ်မှာနားလဲတာကိုကျမတို့လိုချင်တယ်အဲ့ဒီအတွက်ကျမတို့ကမေတ္တာကိုအရင်ပေးရပါနားလည်မှုကိုအရင်ပေးရပါဘာလဲဆိုတော့ကျမတို့ကဘဝမှာလူအဖွဲ့အစည်းပျက်စီးနေတဲ့ချွတ်ယွင်းနေတဲ့လိုအပ်ချက်တွေများနေတဲ့လူအဖွဲ့အစည်းတစ်ခုကိုကြည်လိုက်ရင်အဲ့လူအဖွဲ့အစည်းထဲမှာရှင်သန်နေတဲ့လူတွေအားလုံးဟာလိုချင်စိတ်နဲ့ရှင်သန်နေတဲ့လူတွေပဲများတာတွေ့ရတယ်လိုချင်စိတ်နဲ့ရှင်သန်နေတဲ့လူအဖွဲ့အစည်းရှိနေတဲ့၍လူအဖွဲ့အစည်းမှာတိမ်မချွတ်ချုံမှုတွေရှိနေအောင်ပါပ
ပေးခြင်းစိတ်နဲ့ရှင်သန်တဲ့လူအဖွဲ့အစည်းဖြစ်ပြီးဆိုရင်တော့ကျမတို့လူအဖွဲ့အစည်းဟာအမတန်မှအေးချမ်းပါပြီအမတန်မှငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းဖြစ်မှာပါဘာဖြစ်လို့လဲတယောက်နဲ့တယောက်မေတ္တာထားနေပြီဆိုမှတော့မစ္စရိယစိတ်မရှိဘူးအမုန်းတရားမရှိဘူးဆိုရင်တော့ဒီလူအဖွဲ့အစည်းကငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းဖြစ်သွားမှာပါအဲ့တော့ကျမတို့ကတခြားအဖွဲ့အစည်းကြီးအသင်းအဖွဲ့တွေကိုမကြည့်ခင်ကျမတို့နဲ့နေတဲ့ကလေးတွေကိုကျမတို့ကအရင်ဆုံးဒီသားသမီးတွေကိုကျမတို့ကမေတ္တာပေးရပါဒီမေတ္တာပေးမှရင်ငွေ့ပေးမှကျမတို့သားသမီးတွေကလည်းကျမတို့အပေါ်မှာခင်တွယ်လာပါမယ်ယုံကြည်လာပါမယ်အထူးသဖြင့်ယုံကြည်မှုတည်ဆောက်ရမှာပါဒီကလေးတယောက်ကကျမတို့အပေါ်မှာယုံကြည်လာမှကျမတို့အပေါ်မှာချစ်ခင်လာမှကျမတို့ပြောတာကိုဒီကလေးဟာအလွယ်တကူလက်ခံမှာပေါ့ကျမတို့ကဟိတ်ဟောက်ပြီးတော့ပြောနေမယ်ပြီးတော့ကျမတို့ကကိုဖြစ်စေချင်တာကိုပဲအတင်းကျမတို့ကပြောနေမယ်လုံနေမယ်ဆိုကြောက်လို့သာငြိမ်ခံရမယ်ဒီကလေးတောင်ဘာမှဖြစ်သွားမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ तू ဖြစ်ချင်တာကိုလည်းကျမတို့ကဖြစ်ခွင့်မပေးဘူးကျမတို့ဖြစ်ချင်တာကိုဖြစ်စေချင်တာကိုအရန်တိုက်တွန်းတဲ့အတွက်ကြောင့်မလို့ဒီကလေးဟာကျမတို့ကစောင့်ရှောက်ပါတော့ညာလဲငါတို့ကမိဘမဲ့ကေဟာထောင်းငါတို့ကစောင့်ရှောက်နေတာငါတို့ကပရဟိတသမားပါဆိုပြီးတော့ကိုသာဂုံလှုပ်လို့ရမယ်ကလေးရဲ့အကျိုးစီးပွားကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲကြောင့်မလို့ကလေးတယောက်ကိုကျမတို့ကစပြီးတော့မွေးတယ်ဆိုတဲ့ကပထမဦးဆုံးကျမတို့ကမေတ္တာပေးရတာမေတ္တာပေးရတာဆိုရင်လူသားတွေအတွက်အရေးကြီးဆုံးဟာမေတ္တာတရားပါပဲမေတ္တာတရားကိုကျမတို့ပေးရပါတယ်ပြောတာဆိုတာသွန်သင်ဆုံးမတာကအစကျမတို့ပျောက်ပြောင်းကြန့်ခိုင်တဲ့နီးနဲ့ကလေးတွေကိုစီးယုံရတာထက်နော်မာကျော်ခက်ထန်တဲ့နီးနဲ့စီးယုံရတာဟာကလေးရဲ့အကျိုးစီးပွားကိုပို့ပြီးတော့ပျက်စီးသွားစေနိုင်ပါတယ်ဒီကလေးကဆိုးနေပါလိမ့်မယ်ဆိုးတဲ့ကလေးတွေကျမအများကြီးတွေ့ပါတယ်အခုဆိုကျမပိုးကိုတွေ့ပါသေးတယ်ဘာဖြစ်လို့အခုကျမပိုးတွေ့လဲဆိုတော့ကျမမြို့တော်စီမံသားကော်မတီမှာကော်မတီဝင်အဖြစ်တောင်းဝန်ထမ်းဆောင်နေရတဲ့အခါကျတော့ကျမတို့ဌာနတွေမှာလုံခြုံရေးနဲ့စီကံထိန်းသိမ်းရေးဌာနဆိုတာရှိပါနော်ဌာနမှုကရဲမှုပေါ့အဲ့တော့ဒီဌာနကလမ်းပေါ်မှာရှောက်ပြီးတော့တောင်းနေတဲ့လမ်းပေါ်မှာရှောက်ပြီးတော့မှပြောရမယ်ဆိုသူများပစ္စည်းကိုခုတ်ဖွဲ့ယူနေတဲ့လူရက်နေတဲ့ဒီကလေးလေးတွေကလေးလို့ပြောတယ်ဆိုရင်ကျမတို့က16နှစ်မပြည့်သေးရင်ကလေးလို့ကျမတို့ကသတ်မှတ်တာ哦ဒီကလေးလေးတွေကိုကျမတို့ကဖမ်းဆီးရတယ်ထိမ့်သိမ့်ရဖမ်းဆီးထိမ့်သိမ့်ပြီးတဲ့အခါကျတော့ဒီကလေးကိုလာပြီးတော့မှနော်ရွေးတဲ့လူရှိမိဘပဲဖြစ်စေနော်ပတ်ဝန်းကျင်ကပဲဖြစ်စေဒီကလေးကိုလာပြီးတော့အာမခံပြီးတော့လက်မှတ်ထိုးပြီးတော့မှထုတ်သွားပြီဆိုရင်ဒီကလေးမှလည်းကြီးမားတဲ့ပြစ်ချက်မရှိဘူးဆိုရင်ဟောတရားလို့လုပ်ပြီးတရားဆွဲတဲ့သူမရှိဘူးဆိုရင်ဒီကလေးကိုကျမတို့ကပြန်ပြီးတော့ခံဝန်ချက်နဲ့ပြန်ပေးလိုက်ရတယ်တကယ်လို့သာဒီကလေးကိုတရားစွဲနေမယ်ဆိုရင်တရားစွဲတဲ့အမှုရှိတယ်ဆိုရင်တော့ကျမတို့ကတရားရင်ဆိုင်ရတယ်ဒီကလေးကပြစ်မှုကိုကျူးလွန်ထားတဲ့အတွက်တရားရင်ဆိုင်ရတယ်အဲ့ဒီကလေးကိုတန်လျင်လူငယ်တင်တန်းကျောင်းကိုပို့ပြီးတဲ့အခါကျတော့အဲ့ဒီကနေပြီးတော့တရားရုံးထုတ်ရတယ်နော်ဒီကလေးပြစ်ဒဏ်ကျသွားပြီဆိုရင်တော့အဲ့ဒီကလေးကိုငှက်အော်ဆန်းလူငယ်တင်တန်းကျောင်းကိုပို့ရတယ်ဘာလဲဆိုတော့ကလေးဆိုတာဟာကလေးကိုလက်ထိတ်ကြိုးချီမပြူရပါဘူးကလေးကိုဝက်ချန်နဲ့မစစ်ရပါဘူးကလေးတငယ်အခွင့်အရေးကိုလိုက်နာတော့အဖြစ်ဒီကလေးတရားရုံးကကလေးတွေကိုပြစ်ဒဏ်ချလိုက်ပြီးသို့မဟုတ်လို့ရှိရင်တရားစွဲဆိုနေပြီဆိုရင်လူငယ်တင်တန်းကျောင်းတွေရှိပါတယ်ဒီလူငယ်တင်တန်းကျောင်းတွေမှာသူတို့ကြားတဲ့နှစ်အလိုက်အဲ့ဒီမှာသူတို့ရဲ့ဝါသနာပါရာလေးတွေကိုသင်ပေးပါတယ်အဲ့ဒါကပြစ်ဒဏ်ကြတဲ့ကလေးတွေပါဘာမှပြစ်ဒဏ်မကြသေးဘဲနဲ့အားလုံးတွေ့ပါလိမ့်မယ်ဒီမှာလမ်းမပေါ်မှာတောင်းနေတဲ့ကားကြိုကားကြားထဲမှာရှောက်သွားနေတဲ့လစ်လို့ရှိရင်ယူတယ်ခဏတစ်ဖြုတ်လမ်းပေါ်မှာမိုးတို့မတက်လမ်းကြိုလမ်းကြားအဲ့ဒါတွေကြလို့ရှိရင်စောစောပြောတဲ့စီပင်စီကံထိမ့်သိမ်းရေးကဖန်ဆီးပြီးတော့ထိမ့်သိမ်းပါတယ်အဲ့လိုထိမ့်သိမ်းတဲ့အခါမှာနတ်နတ်တော့မှကလေးထိမ့်သိမ်းရေးစကန်းဆိုတာရှိပါတယ်ကျမကဒီပြောတော့စီပင်သားရကော်မတီကိုရောက်တဲ့အခါကျတော့ဒါကော်မတီဝင်တိုင်းမြို့တော်ဝန်ကစပြီးတော့ကော်မတီဝင်တိုင်းဒီအရာရှိတိုင်းကအဲ့ဒီတာဝန်တွေရှိပါတယ်အထူးသဖြင့်တော့လုံစည်းလို့ခေါ်တဲ့လုံညုံဒီနဲ့စီကံထိမ့်သိမ့်ရေးပေါ့အဲ့ဒီနေရာအဲ့ဒီကလေးတွေရောက်အဲ့ခါမှာကျမအဲ့နေရာကိုမကြာခဏသွားတယ်စောစောကပြောသလိုပဲကျမကလေးတွေနဲ့အများဆုံးထိတွေ့ဆက်ဆံတဲ့အခါကျတော့တာဝန်အရာတွေမဟုတ်ဘဲနဲ့စေတနာအရာပါဒီကလေးတွေကိုကြည့်တဲ့အခါမှာကလေးတွေရဲ့မျှော်မှန်းချက်နဲ့ကလေးတွေရဲ့လိုအပ်ချက်နဲ့ဘေးရရှိတဲ့ပတ်ဝန်းကျင်ရဲ့နော်ပြုတ်ပြင်မှုကတလွဲစီဖြစ်နေတာတွေအများကြီးတွေ့ပါဒီကလေးသေးသေးလေးကိုဒီကလေးငယ်ငယ်လေးကိုစပြီးတော့စထိမ့်သိမ့်လိုက်ပြီဆိုကြတဲ့ကိုကထောင်ပုံစံရှိတဲ့တ
ဟိုပါပေါ့နော်တန်တိုင်းနေပေါ့နော်ဒီတန်တိုင်းနေပြီးတော့ခလေးဝင်တဲ့အပေါက်ကငုံပြီးတော့ဝင်ရတယ်ငုံပြီးတော့ဝင်သွားမှရမယ်ပြီးတော့ငုံပြီးတော့မှပြန်ထွက်လာမှရမယ်ဆိုတော့ဟိုပြောရမယ်ဆိုခွေးတိုးပေါက်ကလေးလို့ပေါ့ဆိုရင်အဲ့ဒီအချိန်တည်းကခလေးကသူ့ကထောင်ထဲမှာနေရတဲ့ခလေးလို့ဖြစ်သွားပြီနော်အဲ့ဆိုကျမတို့ဒီနေရာအစားသူ့ကိုထားတဲ့နေရာအစားကျမတို့ဘယ်လိုပြောင်းမလဲအခုအချိန်မှာကြတော့အခုဆိုရတဲ့လက်ထက်ဖြစ်လာပြီတာဝန်ယူရတဲ့ကဏ္ဍတွေအသီးသီးမှာကျမလည်းကျမတာဝန်ယူရတဲ့ကဏ္ဍမှာကျမတို့ဆွေးနွေးကြတယ်ဒီကလေးတွေငုံပြီးတော့ဝင်ရတဲ့နော်စောင်းစောင်းလေးဝင်ရတဲ့နော်လေးဘဲထောက်လေးပြန်ထွက်ရတဲ့ဒီဝင်ထွက်ပေါက်ကိုအရင်ဆုံးကျမတို့ကမတ်တက်သွားလို့လာလို့ရတဲ့တကားပေါက်လုပ်လိုက်တယ်နော်မတ်တက်သွားလို့လာလို့ရတဲ့တကားသူလည်းမိုးတို့မတ်တက်ရက်ပြီးတော့လမ်းလျှောက်နိုင်တယ်ကိုလည်းရက်ပြီးလမ်းလျှောက်နိုင်တယ်သူလည်းရင်ကောလျှောက်နိုင်တယ်ကိုလည်းရင်ကောလျှောက်နိုင်တယ်အဲ့ဒီတကားပေါက်ကိုကျမတို့ကလုပ်လိုက်ပြီးတော့ဘေးမှာရှိတဲ့တန်တိုင်းနေထောင်အသွင်သဏ္ဍာန်ဖြစ်နေသောတန်တိုင်းများကိုကျမတို့ကပန်းမွင့်ကလေးတွေဂီတနှုတ်လေးတွေတန်တကားအလှပလေးတွေကျမတို့ကချဲလိုက်တယ်အဲ့ဒါဒီထောင်မဟုတ်တော့ဒါဒီလှပတဲ့အင်္ဂလိပ်တစ်လုံးဖြစ်သွားပြီလှပတဲ့အင်္ဂလိပ်ဖြစ်သွားပြီဒါလေးကိုဆေးတုပ်လိုက်မယ်ပြီးရင်တို့နေတဲ့နေရာလေးကျမရင်းနဲ့ညီညွတ်အောင်ကျမတို့ကလုပ်လိုက်တယ်ပေးနိုင်တဲ့ကျွေးနိုင်တဲ့အနေအထားလေးကိုကျမတို့ကကောင်းကောင်းမွန်မွန်လေးကျွေးလိုက်တယ်အ ਨੇ ဆုံးသူတို့ကိုစောင့်ကြတဲ့လူတွေရဲ့လူမှုဆက်ဆံရေးကိုသားသမီးကဲ့သို့ပြုစုစောင့်ရှောက်နိုင်တဲ့နော်သူမျိုးဖြစ်အောင်ဆင်းရဲပါစေအမေတို့မိသားစုကဆင်းရဲလို့ငပိနဲ့ပဲစားရတယ်တာကြီးဒါလေးကိုမယအောင်စားနော်ကစုံရဲ့ကြော်လေးကအားရှိတယ်နော်ဒီလိုမျိုးပြောဆိုပြီးတော့ချော့မော်ကျွေးနိုင်တဲ့မိဘများတစ်ဖွဲ့ခိတ္တထိမ့်သိမ့်တဲ့အချိန်မှာကျမတို့ကပြုပြင်လိုက်တယ်အဲ့ဒီလိုအချိန်ခါမှာဒီကလေးတွေကိုဒီတိုင်းမထားပါဒီကလေးတွေရဲ့တကူရတန်ရှင်းမှုပြီးတော့ဒီကလေးတွေရဲ့ကြောင်းမနေဘူးဘာကြောင့်မနေလဲကြောင်းနေကျင်သလားနေကျင်တယ်ကျမတို့ဘယ်ဒီကလေးကိုဘယ်ကြောင်းမှအပ်ပေးမလဲသူတို့နဲ့အကျွေးလဲဆွေးနွေးတယ်အဲ့ဒီခါမှာကလေးတွေရဲ့ရင်ထဲကဆန္ဒတွေကအများကြီးဖြစ်လာတယ်သူတို့ကြောင့်သူတို့ဖြစ်တာမဟုတ်ဘူးသူတို့ရဲ့ပတ်ဝန်းကျင်ကြောင့်ဖြစ်တယ်သူတို့ရဲ့မိဘများကြောင့်ဖြစ်တယ်စောစောလို့ပေါ့မိဘများကြောင့်ဖြစ်တယ်ဆိုလဲပြောစရာတွေအများကြီးပါနော်ဒီကလေးရာဇဝတ်သားလေးတယောက်ဖြစ်သွားတယ်ဘာကြောင့်ရာဇဝတ်သားလေးတယောက်ဖြစ်သွားလဲအနိုင်ကျင့်တဲ့လူရှိလို့ရာဇဝတ်သားလေးတယောက်ဖြစ်သွားတယ်အဲ့လိုဆိုရင်ကျမတို့ကဒီကလေးရဲ့ဘေးမှာအနိုင်ကျင့်တဲ့လူတွေမရှိအောင်ဒီကလေးပညာသင်လို့ရအောင်သို့မဟုတ်ရင်ဒီကလေးဒီနော်တခြားသောသူများနဲ့နော်တယောက်နဲ့တယောက်အပြန်အလှန်ဆက်ဆံပြီးတော့ကလေးကိုချစ်တဲ့လူကြီးတွေရှိအောင်လူကြီးကအားကိုးတဲ့ကလေးတွေဖြစ်အောင်ကျမတို့ကပြုစုပြောထောင်ရတယ်ဘယ်လိုပုံစံမျိုးနဲ့ကျမနိုင်တဲ့လောက်ကျမလုပ်ပါတယ်အဲ့တော့ဒီကလေးတွေကိုကျမတို့စာကလေးတွေဖတ်ပြတယ်ပုံမြင်ကလေးတွေပြောပြတယ်ပြီးတော့ပရိဟိတအသင်းအဖွဲ့ကလေးတွေရှိတယ်ဒီအသင်းအဖွဲ့လေးတွေရဲ့လှုပ်ဆောင်မှုကလေးတွေဒီကလေးတွေကိုသွားပြီးတော့သင်ကြားတယ်လုပ်ပေးတယ်ပြီးတဲ့အခါကျတော့ကျမတို့လူကြီးတွေဆိုတဲ့ထင်မှာပေါ့နော်ဒီကလေးတွေကိုချစ်တဲ့သူတွေဥပမာပေါ့ကိုမင်းကိုနိုင်ပေါ့နော်ကိုမင်းကိုနိုင်မွေးနေ့လုပ်မယ်မွေးနေ့ရောက်လာပြီအဲ့ဒီခါမှာကျမအကုန်လုံးပြောထားတယ်အဲ့ကိုမင်းကိုနိုင်ရဲ့မွေးနေ့ကိုတခြားနေရာမှာမလုပ်ပါနဲ့အဲ့ဒီတည်းမှာလာလို့ဆမ်းမှာကလေးအချင်းစခန်းမှာလာလို့ပါဆိုပြီးတော့မှကိတ်မုတ်ဝယ်ပြီးတော့မှအဲ့ဒီမှာကိုမင်းကိုနိုင်ဆိုတာဘလို့ဘာညာဆိုကလေးတွေနဲ့သူတို့နဲ့ချစ်ပြီးတော့ကိုမင်းကိုနိုင်ကလည်းကလေးတွေကိုချီပိုးနော်သူ့အမျိုးသမီးတွေကလည်းချီပိုးအကုန်လုံးပြီးတော့မှသူ့မွေးနေ့ကိတ်ကိုခွဲပြီးတဲ့အခါကျတော့ကလေးတွေကိုကျွေးကလေးတွေကလည်းလိုက်ကျွေးအဲ့လိုအခါမှာကလေးတွေကမေးလာတယ်အဲ့ဒီဦးကဘာဖြစ်လို့လူတွေဒီလောက်ချစ်တာလဲသူကဘာလဲအဲ့ဒီခါမှာပြောပြနော်ဆိုအဲ့ဒါကျမတို့မမွေးရပဲနဲ့ခဏတစ်ဖြုတ်တွေ့တဲ့ကလေးတွေပေါ့နော်ကျမတို့မွေးရတဲ့ကလေးကြတော့မွေးကတဲ့ကိုကကျမတို့ကကိုပထမဦးဆုံးမှာကျမတို့အပေါ်မှာယုံကြည်မှုတည်ဆောက်ရတယ်နော်ယုံကြည်မှုတည်ဆောက်ဖို့အတွက်မေတ္တာပေးတယ်နော်သူတို့ကကျမပေါ်ယုံကြည်လာပြီဆိုတဲ့အခါကျတော့သူတို့ကိုလည်းကျမတို့ကအပြန်အလှန်ကြည့်ရှုဆောင်ရှောက်တယ်ပြီးတော့သူတို့ရဲ့စကားတွေကိုကျမတို့နားထောင်တယ်တခါတလေကြတဲ့အခါကျတော့ကလေးဆိုတာမျိုးကလူကြီးတဲ့ကလေးနဲ့စကားပြောနေတယ်နော်စကားပြောတဲ့အခါမှာလူကြီးကကိုပြောချင်တာတွေရွယ်ပိတ်ပြောတယ်သူပြောတာကိုလုံးဝနားမထောင်တဲ့အခါမှာကလေးရဲ့စိတ်ထဲမှာငါတို့ပြန်ပြောလို့မရဘူးငါတို့စိတ်ထဲမှာငါတို့ရင်ထဲမှာရှိတဲ့ဟာငါတို့သူတို့ပြောလို့မရအောင်အဲ့ဒီအခါမှာကိုဟာကိုပဲ
ကိုစိတ်ထဲမှာပဲကိုထားတယ်အဲ့တော့ပြောလို့မရတဲ့အခါမှာလှုပ်ချင်တာကိုလှုပ်လိုက်တယ်တကယ်လို့ပြောလို့ရရင်ဒီပြောတဲ့စကားဒီမဟုတ်တဲ့စကားမလှုပ်တဲ့စကားဆိုရင်လူကြီးကအကျိုးလေးအကြောင်းလေးနဲ့ရှင်းပြရင်တော့ဒီကလေးကရနိုင်တယ်သို့တော့မလှုပ်တဲ့နာလှုပ်တဲ့နာမသိဘူးအဲ့တော့နားမထောင်တဲ့အတွက်လှုပ်လိုက်တယ်နောက်လူကြီးချင်းစကားပြောနေတယ်လူကြီးချင်းစကားပြောတဲ့အခါမှာကလေးကတစ်ခါကျဝင်ရှုပ်တာရှိတယ်လူကြီးတဲ့စကားပြောနေတယ်ပြောတဲ့အခါကျတော့ကလေးကဘာပဲညာပဲဆိုတော့ဝင်ပြီးတော့မှဟိုလူဝင်ပြောဒီလူဝင်ပြောအဲ့လိုအခါမျိုးမှာမိဘတွေကပြောလို့ရှိတယ်ဘေးကလူကဟဲ့စကားပြောနေနင်ပါစပိတ်ထားစမ်းကလေးကိုနင်ပါစပိတ်ထားလို့ဆိုတာတော့တချို့ကလေးကဘာမှမခံစားပေမဲ့တချို့ကလေးဒီအဲ့ဒီမင်းပါစကိုပိတ်ထားလိုက်ဆိုတဲ့စကားလုံးဟာတချို့ကလေးကအကြာကြီးခံစားသွားတယ်အဲ့ဒီလူဘယ်တော့မှစကားမပြောတော့သူ့ရဲ့စိတ်ထဲမှာအငုံစိတ်ဖြစ်သွားတယ်ဆိုတော့ကျမတို့ကကလေးတွေနဲ့ဆက်ဆံတဲ့အခါမှာအများကြီးဆက်ဆံဟိုတတိထားဖို့လိုပါတယ်အဲ့ဒီတတိထားဖို့ကတော့ကျမတို့စိတ်ထဲမှာနေကျမမတက်ဘူးကျမမတက်တဲ့အခါမှာကျမစောစောပြောတဲ့စိတ်ပညာရှင်တွေကလေးတွေနဲ့ပတ်သက်တဲ့သူတွေနော်သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့အတွက်ကျမတို့မှလေ့လာရတယ်သင်ယူရပါတယ်ကလေးတွေကိုပြုစုပြောထောင်မဲ့သူဟာအမတန်သင်ယူရပါတယ်ကျမအခုချိန်ထိသင်လို့မပြီးသေးပါဘူးကျမဘလောက်မှလည်းတက်သေးတယ်လို့ကျမမထင်ပါဘူးအဲ့တော့ပထမတော့သူတို့ကျမပေါ်မှာယုံကြည်အောင်လုပ်ပါတယ်ကျမတို့အပေါ်မှာယုံကြည်လာပြီဆိုရင်ကျမတို့ကနင်းမှန်လမ်းမှန်နဲ့တော့ပြုစုပြောထောင်မှုလိုပါတယ်ပြီးသွားပြီဆိုရင်ကျမတို့အပေါ်ယုံကြည်နေုံနဲ့ကျမတို့အပေါ်ချစ်နေုံနဲ့ကျမတို့အပေါ်အားကိုးနေုံနဲ့မပြီးသေးပါဘူးစောစောကျမပြောသွားပါတယ်ဒီကေဟာကိုရောက်လာတဲ့အခါကျတော့အမေကြီးမှအမေကြီးကျန်တဲ့သူတွေကတော့ဒါအမေကြီးလောက်သူတို့စိတ်ထဲမှာတိတ်ဖို့မတောင်းအမေကြီးလောက်အာမကိုရအဲ့လိုသူတို့ထင်တာအဲ့ဒီအခါမှာကျမတို့ကကြံတဲ့လူတွေကိုလည်းပဲကျမလိုပဲတချို့ဆိုကျမထက်ကိုအားကိုးရတယ်ဆိုတဲ့အကြောင်းသူတို့ဒီလူအားလုံးအပေါ်မှာတန်ဖိုးထားတတ်အောင်လူတိုင်းအပေါ်မှာသူတို့တန်ဖိုးထားတတ်အောင်ကျမသူတို့ပြောပြရပါတယ်အဲ့ဒီသူတွေမှာကောင်းတဲ့အရေးချင်းလည်းရှိမှာမကောင်းတဲ့အရေးချင်းလည်းရှိမှာတိုးတော့မကောင်းတဲ့အရေးချင်းကိုထားပြီးတော့ကောင်းတဲ့အရေးချင်းလေးတွေကိုကျမကပြောရပါတယ်ပြီးကျမတို့အပေါ်မှာယုံကြည်ပြီးပတ်ဝန်းကျင်ပေါ်မှာယုံကြည်ပြီးဆိုရင်နောက်တနည်းကတော့သူတို့ကိုသူတို့ယုံကြည်မှုရှိအောင်ကျမတို့လုပ်ပေးပါတယ်အဲ့တော့အမြဲတမ်းကလေးတယောက်ဟာအမေပေါ်မှာပဲအားကိုးနေမယ်အဖေပေါ်မှာပဲအားကိုးနေမယ်ဆရာပေါ်မှာပဲအားကိုးနေမယ်ဂေဟာမှုပေါ်ပဲအားကိုးနေမယ်ဆိုရင်အဲ့ဒီလူမရှိတော့ရင်ကလေးကယုံကြည်မှုပြိုလဲသွားပြီသူ့ကိုယ်သူယုံကြည်မှုမရှိဘူးဆိုရင်သူ့ဘာမှဆက်ပြီးတော့မလုပ်နိုင်တော့နောက်ဆုံးကျမတို့ရဲ့လမ်းစဉ်ကတော့သူ့ကိုယ်သူယုံကြည်အောင်သူတို့ကိုယ်သူယုံကြည်မှုရှိအောင်ကျမတို့ပံ့ပိုးပေးရပါတယ်နောက်တစ်ခုကြတော့ပတ်ဝန်းကျင်ကိုချစ်တတ်အောင်ပတ်ဝန်းကျင်ဆိုတာအဲ့လိုပါပဲရေမြေတောတောင်တဘာဝနော်ငှက်ကလေးတွေငါးကလေးတွေဖားကလေးဥပမာကြပြဆရာကျမမောင်တယောက်ပါပဲကြပြဆရာကိုထိန်လင်းရေးတာရေကန်ထဲကဖားကလေးအကောင်ခတ်သေးသေးတေးလာမြူရူပျော်ပါစရာသူ့ရေကန်ထဲမှာကံပြင်းမှာဘာတွေရှိလုံးဝသူမသိဆိုတာလို့ကလေးဟာသူ့ပတ်ဝန်းကျင်ကွက်ကကလေးမှာပဲသူဟာဒါကြီးကပတ်ဝန်းကျင်ကြီးလို့သူတို့အထက်ဘေးအပြင်မှာဘာတွေရှိလဲဆိုတာသူတို့မသိနိုင်အဲ့ဒီခါမှာကျမတို့ကပတ်ဝန်းကျင်ကိုချစ်မြတ်လို့တတ်လာအောင်ပြီးတဲ့အခါကျတော့ကမိတ်ဆွေတငယ်ချင်းမိတ်ဆွေတွေကိုခွဲခြားဆက်ဆံခြင်းမပြုနိုင်အောင်အပြန်အလှန်လေးစားအောင်ပြီးတဲ့အခါမှာကျမတို့ကတငယ်ချင်းမိတ်ဆွေသင်္ဃဟဆိုတဲ့နေရာမှာလည်းပဲလူမျိုးကိုးကွယ်တဲ့ဘာသာတိုင်းရင်းသားတွေဘာတွေဘလို့ရှိတယ်ဆိုတာဥပမာသူ့အရွယ်နဲ့သူလိုက်ပြတိုက်ကလေးကိုပို့မယ်မဘိုးချုပ်ပြတိုက်ကိုပို့မယ်ဘိုးချုပ်အကြောင်းကိုပြောမယ်တိုင်းရင်းသားကြေးရောက်ကိုသွားမယ်တိုင်းရင်းသားတွေဘယ်နှမျိုးရှိတယ်ဆိုတာလေးကိုပြောမယ်အဲ့လိုပါခလေးတွေကိုကျမတို့ကနော်ဘယ်နဲ့လောက်လို့ကြလားဆန္ဒလောက်စရနော်အဲ့တော့ကျမတို့ကမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေကိုလည်းခွဲခြားဆက်ဆံမှုမပြုအောင်သူကတော့ဖြူလို့သူကတော့မဲလို့သူကတော့ဘာဖြစ်လို့သူကတော့ဘာဖြစ်လို့ဆိုတာမျိုးအဲ့လိုမျိုးခွဲခြားဆက်ဆံမှုမရှိအောင်ကျမတို့ကအပြန်အလှန်လေးစားနိုင်အောင်သူတစ်ပါးရဲ့တန်ဖိုးကိုလည်းကျမတို့ကမြင့်တင်ပေးနိုင်မှာပေးရပါတယ်သူတစ်ပါးရဲ့တန်ဖိုးကိုမြင့်တင်ပေးတယ်ဆိုတဲ့အခါမှာတော့မိတ်ကောင်းဆွေကောင်းတော့ကျမတို့ကခွဲခြားပေးရပါတယ်အဲ့တော့ကလေးရဲ့ပတ်ဝန်းကျင်မှာရှိသောသူဒီကောင်းတဲ့ပတ်ဝန်းကျင်ကိုသာကျမတို့ကတိဆောက်ပေးရပါတယ်ကျမအခုဒီမှာဒီကိုလာတဲ့အခါကျတော့ဒီထဲမှာရှိမဲ့ထင်ပါတယ်မိခင်တယောက်ကကျမကိုပြောပါတယ်
ဘာလဲဆိုတော့ဆရာမပြောတဲ့အထဲမှာတဲ့ခလေးတွေကိုမွေးတဲ့အခါမှာဗလ9တန်နဲ့ပြည့်စုံအောင်မွေးတဲ့ဆိုဗလ9တန်ဆိုတာသိသဘောကျတာပဲတဲ့အဲ့ဒါကိုနေရာတိုင်းမှာပြောပေးပါလို့ပြောပါတယ်တကယ်တော့ဗလ9တန်ဆိုတာအထူးဆန်းတာတော့မဟုတ်ပါဘူးဒါအားလုံးကတော့သိပြီးသားပါပဲကျမတို့သားသမီးတွေကိုကျမတို့အသက်ရှင်တန်ရက်တီခွင့်ဆိုတဲ့သူတို့ဘယ်လိုပုံစံနဲ့အသက်ရှင်ရက်တီမလဲအခုခေတ်ဆိုရင်ပိုဆိုးပါတယ်ဒီဆရာလင်္ကာကြီးကျော်တို့ဆိုသိပါတယ်ဒီကလေးလေးတွေဟာကလေးနဲ့မမျှတဲ့အနာရောဂါတွေခံစားနေရတာဒီအစားအသောက်တွေလူသုံးကုန်ပစ္စည်းတွေဓာတုဆေးဝါးတွေအန္တရာယ်တွေနဲ့ယောဂဆိုးတွေဖြစ်နေကြတာတွေသွေးကင်ဆာတွေဖြစ်နေတာကြောက်ကတ်တွေထိနေတာအာယုံကြောတွေညော့နေတာနော်ဆိုတော့အခုအချိန်ဆိုလို့ရှိရင်ပိုးပြီးတော့မှကျမတို့ဒီကလေးတွေကိုပြုစုပြောထောင်တဲ့နေရာမှာအစားအသောက်အနေထိုင်ကအစသုံးဆွဲတဲ့ပစ္စည်းကအစပေါ့ဒီကလေးတွေအသွေးရောအသားရောတန့်အောင်နော်သူ့ရဲ့ကျမ်းမာရေးကောင်းအောင်ကျမ်းမာရေးကောင်းမှလည်းကျမတို့ကပညာသင်ကြားနိုင်မယ်ကျမ်းမာရေးမကောင်းတဲ့ကလေးကပညာသင်ကြားလို့လည်းရနိုင်မှာမဟုတ်ပါဘူးပြီးတော့သူတို့ရဲ့အုံနောက်ဖွင့်ဖြိုးအောင်အုံနောက်ဖွင့်ဖြိုးဖို့ဆိုတာကလည်းပဲစောစောကပြောသလိုအတိုင်းဝိုင်းနဲ့မြေတော်မြောက်ပွေးတဲ့တူလေးတိတ်ပြီးတော့အရေးကြီးပါတယ်အဲ့တော့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကိုလည်းကျမတို့ကတန့်ရှင်းအောင်စင်ကြယ်အောင်နော်သူတို့ကျမ်းမာအောင်အဲ့တော့မကျမ်းမာဘူးဆိုရင်ပတ်ဝန်းကျင်ကလည်းလိုပါတယ်ပတ်ဝန်းကျင်မတန့်ရှင်းရင်ဘယ်သူမှလည်းမကျမ်းမာနိုင်ပါဘူးအဲ့ဒီနေရာမှာအကုန်လုံးလိုလာပါပြီနော်အိမ်တွင်းအိမ်ပြင်တန့်ရှင်းဖို့နော်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ရေပြင်တန့်ရှင်းဖို့နော်လေကောင်းလေတန့်ရဖို့အကုန်လိုပါတယ်ဒီကလေးတွေကျမ်းမာဖို့လိုပါတယ်ပြီးတဲ့အခါကျတော့ဒီကလေးတွေပညာတတ်ဖို့လိုပါတယ်ပညာတတ်တယ်ဆိုတဲ့နေရာမှာအတန်းပညာအတတ်ပညာအသက်မွေးဝမ်းကြောင်းပညာအပြင်မှာအမှားမှန်ကိုခွဲခြားနိုင်တဲ့ပညာဓမ္မအာရမကုသိုလ်အကုသိုလ်နော်အကောင်းအဆိုးခွဲခြားဝေဖန်နိုင်တဲ့ပညာအဲ့ဒီပညာတွေလည်းတတ်ဖို့လိုပါတယ်အဲ့တော့ကျမတို့အဲ့လိုဆိုရင်ကျမတို့ကာယဗလညာနာဗလလို့ပြောလိုက်ရင်ဒါလက်ယုံရင်နှလုံးကြီးလို့စိတ်ခက်ကပြောလို့ရပါတယ်ဒီကလေးတွေကကျမတန်ဆွမ်းတယ်ပညာတတ်တယ်ပညာဆိုတဲ့နေရာမှာအမှန်မှန်ကိုခွဲခြားနိုင်တဲ့အသိဉာဏ်ပညာအဲ့ဒါပါသူတို့မှရှိလာပြီဆိုရင်နောက်စိတ်တဗလဆိုတဲ့ဇာရိတကဘယ်ဘာသာရေးခေါင်းဆောင်မဆိုနော်ကောင်းတာကြီးပဲညွှန်ပြတာပါအဲ့ဒါကိုလိုရာဆွဲပြီးတော့မှမကောင်းတာတွေလှုပ်ပြီးတော့မကောင်းတာကိုမှလက်ညှိုးထိုးအဲ့ဒါကလူတွေရဲ့လှုပ်ရက်ပါအဲ့တော့ကျမတို့အနေနဲ့လည်းပဲကျမတို့ကဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအနှိမ့်ဆုံးကတော့ဘလောက်တီလာတော့ဒီကလေးတွေလုံမဖြစ်မယ်ဆိုတာကိုကျမတို့ကပြုပြင်ရပါတယ်အဲ့ဒီလိုပြုပြင်တဲ့အခါမှာကလေးပြုပြင်တယ်ဆိုတာထက်ကိုကလေးကနံပါတ်1ကကျမတို့ကကလေးလို့ပြောနေတာပါကလေးကဒုတိယပါအရေးကြီးတာလူကြီးပါဒီကလေးတွေမကောင်းဒီလူကြီးတွေမကောင်းဒီကလေးဘယ်လို့မှမကောင်းနိုင်ဘူးအဲ့တော့ကိုယ်တိုင်ကလည်းဆင်ញင်နေတာဆင်ញင်ရမယ်ချိုးနှိမ်နေတာချိုးနှိမ်ရလိုအပ်ချက်ကိုဖြစ်ရမယ်လောဘကိုမဖြစ်ရအောင်လိုအပ်တာကိုလုပ်ရမယ်အလိုဆန္ဒကိုကျမတို့လိုက်လုပ်နေလို့မရဘူးကျမတို့လုပ်သမျှသည်ကလေးတွေကအကုန်လုံးလိုက်လုပ်ကြမှာပါပဲနော်အဲ့တော့အခုခေတ်ကြီးကမနေ့ကလည်းမမပြောသွားပါတယ်အိုင်တီနီးပညာသိကြောက်ဖို့ကောင်းပါတယ်အမတန်ကောင်းတယ်လို့တချို့နေရာမှာအမတန်ကောင်းတယ်လို့တချို့နေရာမှာအမတန်ကိုဆိုးပါတယ်အဲ့တော့ကျမတို့ကဘယ်လိုအရွယ်မျိုးမှာဘယ်လိုပစ္စည်းကိုအသုံးပြုခွင့်ပြုမလဲအဲ့လိုအသုံးပြုခွင့်မှာဒီအရွယ်မှာဒီပစ္စည်းကိုအသုံးပြုခွင့်ပြုပြီဆိုကောင်းလားမကောင်းလားချင့်ချိန်နိုင်တဲ့အရွယ်ဖြစ်သွားမှဖြစ်တော့မယ်နော်အဲ့တော့ဒီ Facebook ကိုသုံးမယ်နော်ဒီကလေးတယောက်ဟာဘီယာဆိုင်ကိုဝင်မယ်နော်ဘယ်အရွယ်ဆိုရင်ဘီယာဆိုင်ကအဝင်ခံမလဲဘယ်အရွယ်ဆိုရင်အရက်ဆိုင်ကအဝင်ခံမှာလဲဘယ်အရွယ်ဆိုရင် Facebook အသုံးပြုနိုင်မလဲနော်အဲ့ဒါလေးတွေတော့ကျွန်မကန့်သတ်ဖို့လိုမယ်လို့ထင်ပါတယ်။ဘာလို့လုံလောက်တဲ့အရွယ်မှာလုံလောက်တဲ့အသိရှိတဲ့အချိန်မှာကျွန်မတို့ဒါတွေကိုပေးသုံးဖို့လိုအပ်မယ်လို့ထင်ပါတယ်။နောက်တစ်ခုကျတော့အသိပေါ့နော်ဇာရိတဆိုတဲ့အထက်မှာနည်းနည်းကိုချင်းပြတ်တာလေးတွေကလည်းပါလာလို့ကျွန်မထည့်ပြောတာပါသီလဆိုတဲ့အထက်မှာစောစောဆရာရမြင့်ကျော်လည်းပြောသွားပါတယ်မမလည်းပြောသွားပါတယ်နော်ဟို sex education ဆိုတဲ့နေရာမှာပေးသင့်ပါတယ်လှုပ်သင့်ပါတယ်ဒါပေမဲ့စောစောလို့ပေးတဲ့လှုပ်တဲ့နီးတွေလိုရပါတယ်ကျမကမပေးမဖြစ်ပေးရတဲ့ခလေးခေဟာတစ်ခုရှိပါတယ်ဘာလဲဆိုတော့အဲ့ဒါက HIV positive သားသမီးတွေမွေးထားတာအယောက်100ကျော်ပါတယ်အဲ့ဒါမျိုးကမသိလို့မဖြစ်ပါဘူးဒါတွေကိုရှက်မှဆိုလို့ကြောက်မှဆိုလို့ဆိုပြီးတော့ကျမတို့ဒီတိုင်းထားလိုက်ရင်ကလေးတွေလှုပ်ချင်တာလှုပ်ရင်ယောဂတွေကပြန့်ပွားသွားမယ်လေအဲ့ဒီအခါကျတော့ကျမတို့ကလည်းပေးလို့မဖြစ်သေးပါဘူးအဲ့တော့စိတ်ပညာရှင်နဲ့တိုင်ပင်ရပါတယ်ပြီးတဲ့အခါကျတော့ဆရာဝန်နဲ့တိုင်ပင်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ HIV ကဘယ်လိုနေရင်ကူးတယ်ဘယ်လိုနေရင်မကူးဘူးเนาะ
ဘယ်လိုမကူအောင်လို့ဘယ်လိုနေရမယ်ဆိုတာမျိုးတကယ်တမ်းကျတော့ HIV ပိုးကူးစက်ခံရဖို့အမတန်ခက်ပါတယ်အမတန်ခက်ပါတယ်နော် TB ကူးခံရဖို့အမတန်လွယ်ပါတယ်နော်ဒါကြောက်တာကြတော့အထာကြီးကိုအရန်ကြောက်ကြတာလေဆိုတော့ဒါတွေဟာဘယ်လိုနေရင်ကူးပြီးတော့ဘယ်လိုမနေရင်မကူးဘူးသူတို့စီကပိုးကသူများစီကိုကူးဖို့အခွင့်အလမ်းနည်းပါတယ်သူတို့စီကိုခံအားနည်းနေတဲ့အတွက်ကြောင့်မို့လို့တခြားကအားနည်းမှုတွေရဲ့ဒီ TB တို့လို့တခြားယောဂပိုးတို့ကသူတို့စီကိုကူးဖို့လို့လွဲပါတယ်ဒါကြောင့်မို့လို့ကျမတို့ကဒီကလေးတွေကိုတော့ကျမကြီးနဲ့ပတ်သက်တာကိုမသိမဖြစ်ကျမတို့ကသင်ပေးရပါတယ်စောစောပြောသလို9 နှစ်10နှစ်ဆိုရင်နည်းနည်းလေးအရွယ်လေးရောက်လာပြီစိတ်ကလေးကစားလာပြီဆိုဒါကလေးကိုယဉ်ကျေးသိမ်မွေ့စွာစေပညာအရာသိဖို့နော်နူးညံ့တော့အသုံးအနှုန်းများနဲ့နော်အဲ့ဒါကျမတို့မပြောနိုင်ပါဘူးအကုန်လုံးကျမတို့လိုက်မပြောနိုင်ပါဘူးဒီစိတ်ပညာရှင်တွေကလေးစိုက်ကိုပညာရှင်တွေဆရာဝန်တွေဒါတွေနဲ့ကျမတို့သင်ပေးရပါတယ်ဒီကလေးတွေကိုဒါမျိုးမသင်ပေးဘူးဆိုရင်ဒါအမတန်အန္တရာယ်ကြီးပါတယ်ကလေးများအတွက်လည်းအန္တရာယ်ကြီးသလိုလူအတိုင်းဝိုင်းအတွက်လည်းကျမတို့ကအန္တရာယ်ကြီးပါတယ်အဲ့တော့ကလေးတွေမှာသိသိထိုက်တဲ့အရာတွေဟာသိစရာတွေအများကြီးရှိပါတယ်အဲ့တော့အခုလက်ရှိပေါ့နော်ကျမတို့ကျန်းတန်းစွာနော်ကလေးတွေအခုလမ်းပေါ်မှာရှိတဲ့ကလေးတွေကျမပြောသလိုသူတို့အစိတ်ထဲမှာမြင်နေတာတွေကအစိုးမြင်ဝါတွေအများကြီးရှိတယ်လူကြီးတွေကဘယ်လိုလူကြီးတွေကဘယ်လိုလူကြီးတွေကဘယ်လိုဆိုတာအဲ့တော့ကျမတို့ကပြန်ကြည့်လိုက်တဲ့အခါမှာကလေးတွေဆိုတာဟာလူကြီးတွေရဲ့ပယောဂလည်းပါသလိုကလေးများရဲ့အတွေးအမြင်တစ်ဖက်ဆောင်းနေဖြစ်နေတာလည်းပဲပါတယ်ဆိုတာကျမတို့ကတွေ့ရတဲ့အတွက်ဒီကလေးတွေကိုပတ်ဝန်းကျင်ကောင်းပညာရှင်များမေတ္တာရှင်များစေတနာရှင်များအဲ့ဒီကလေးဘဝရဲ့ပတ်ဝန်းကျင်ကလေးရဲ့လူမျိုးကလေးကိုယ်ွယ်တဲ့ဘာသာပြီးတော့သူ့ရဲ့လူသားဖြစ်တည်မှုဘယ်လိုပုံသဏ္ဍာန်လေးနဲ့ဖြစ်တည်ခဲ့တယ်ပြီးတော့သူ့ရဲ့သဘာဝပတ်ဝန်းကျင်အခြေအနေသူလာတဲ့ရေမြေတောတောင်အဲ့ဒါတွေကိုကြည့်ပြီးတော့မှကျွန်မကလေးလေးတွေကိုမိမိကိုမိမိယုံကြည်စိတ်ဖြစ်သွားအောင်ပထမဦးဆုံးတော့ကျမတို့ဘောယုံကြည်စိတ်ကျမတို့ဘောယုံကြည်စိတ်ကနေလူအများဘောယုံကြည်စိတ်လူအများဘောယုံကြည်စိတ်ကနေပြီးတော့မှကိုယုံကြည်စိတ်ကိုရက်တည်နိုင်မှုအတွက်အဲ့ဒီလိုကျမတို့ကသင်ကြားရပါတယ်ကိုယုံကြည်ပြီးတဲ့အခါမှာတော့သူများကိုပြန်ပြီးတော့ကုညီပံ့ပိုးပေးရတဲ့စိတ်မျိုးဆိုတော့ပရဟိတစိတ်ပေါ့လူသားကောင်းကျိုးဆောင်ရွက်လို့တဲ့စိတ်ပေါ့နော်ပရဟိတစိတ်လို့ပြောတဲ့အခါမှာကျမတို့ကဒါဝါဒနာပါသူများစိတ်ချမ်းသာသွားရင်ကိုကြောင့်သူများပျော်ရွှင်သွားတယ်နော်ကိုကြောင့်သူစိတ်ချမ်းသာသွားတယ်ဆိုရင်ပီတိဖြစ်တတ်တဲ့ဝါဒနာစေတနာဒါလေးတွေကိုကျမတို့သင်ပေးရပါတယ်အဲ့တော့တခါတလေမှာကျမတို့ကကလေးတွေကိုကောင်းစေခြင်းနဲ့အခါမှာကလေးတယောက်ကတိတ်တော်နေတယ်ခေဟာမှာဒီလိုကလေးမျိုးတွေအများကြီးရှိတာတယောက်ကအရန်တော်နေတယ်တယောက်ကအရန်ညံ့နေတယ်တော်တဲ့လူလည်းရှိတယ်ညံ့တဲ့လူလည်းရှိတယ်ဒီလိုမိဘတွေလည်းဒီလိုပါပဲအိမ်သားနေချင်းသူကလေးကအရန်တော်နေကိုကလေးကအရန်ညံ့နေတဲ့အခါမှာဒီကလေးကိုစိတ်ငယ်တဲ့ငယ်အောင်သွားပြီးတော့မှကြည်စမ်းမအောင်မှာဘလောက်တော်ထားလဲဘု து သားသမီးတွေမှန်ချန်သူဘလောက်တော်ထားလဲနင်သူ့ရဲ့အေးကိုစားလိုက်ပါလားဟမ်ဘာဖြစ်ပါလားနော်နင်ကိုဘာပဲကြွေးဖို့ကောင်းတယ်ညာပဲကြွေးဖို့ကောင်းတယ်ကြည်စမ်းဆိုတာကလေးကိုအဲ့ဒီလိုမျိုးနှိုင်းရှင်ပြီးတော့ပြောလိုက်တာဟာဒီကလေးဘဝကိုချိုးနှိမ်လိုက်တာပါပဲကျမကေရမှာအများကြီးရှိပါတယ်တော်တဲ့ကလေးရှိတယ်ဆိုးတဲ့ကလေးရှိတယ်ညံ့တဲ့ကလေးရှိတယ်ဒါပေမဲ့အဲ့ဒီညံ့တဲ့ကလေးကိုလည်းကျမတို့ကဘယ်နေရာမှာတော်တယ်လဲဆိုတာကိုအသိမှတ်ပြုရတယ်ကျမစီမှာအမသမီးတယောက်အမတန်တော်တယ်အဲ့ဒီသမီးကကျောင်းမှာဆိုလို့ရှိရင်လည်းပဲအမြဲတမ်းအေးရတယ်နော်ဒီမှာဆိုလို့ရှိရင်လည်းပဲခေဟာမှာဆိုလို့ရှိရင်လည်းပဲဟာသိမ့်စီဝိုင်းလှုပ်ပေးနော်ကလေးတယောက်ကတော့မဟုတ်တာဆိုရင်အကုန်တတ်ပါတယ်မဟုတ်တာမှန်သမျှအကုန်တတ်တယ်ဟုတ်တာဆိုဘာမှမတတ်ဘူးအဲ့ဒီအခါမှာဒီကလေးကိုကျမတို့ကစူပြီးတော့ဟိုဟာကိုအားကြအောင်ပြောဖို့ထက်ကိုကျမကတော့နော်သူ့ရဲ့မဟုတ်တာဆိုအကုန်တတ်တဲ့မှတ်ညံကိုကျမချီကျူးပါတယ်မဟုတ်တာကြည့်ပြီးလို့ရှိရင်တက်ပြီးမဟုတ်တာကြည့်လိုက်လို့ပြီးဟုတ်တာဆိုဘာမှမလုပ်ဘူးနော်အဲ့တော့ကျမဒါတိတ်တော်တာပဲဒါတခါကြည့်ရင်တက်တယ်နော်မေကြီးတို့ဆိုတခါကြည့်ရင်မတက်ဘူးနော်ဒါဆိုလို့ရှိရင်တခါလေးကြည့်လိုက်တာနဲ့တက်တယ်နော်အဲ့တော့ဒါအမတန်လေးလာအကောင်းတယ်အဲ့တော့မေကြီးကိုဘသူကဖြစ်ဘယ်လိုလူတွေကဝိုင်းပြီးတော့နော်သူ့ကိုချီးကျူးတယ်သူကဘာဖြစ်တယ်တဲ့အဲ့တော့သူ့အကြောင်းလေးလေးလာပြီးစမ်းပါမေကြီးကို
မေးမလေးလာနိုင်လို့တာကတော့အနိကတ်ဆုံးနေရတာကို့မောင်နှမတွေဖြစ်နေတဲ့အတွက်သူ့အကြောင်းလေးနည်းနည်းလောက်လေးလာပြီးစမ်းမှတာလေးလာပြီးရင်ပြန်ပြောပေးပါဆိုတာမျိုးဘာလို့မှတ်ညံကောင်းတဲ့ကလေးကိုကျွန်မမှတ်ညံကိုအသုံးပြုရတာလေမကောင်းတဲ့မှတ်ညံကိုသူကမှတ်နာမှတ်ထက်ကိုကောင်းတဲ့မှတ်ညံကိုမှတ်ဖို့လို့အတွက်ကျွန်မကသူ့ကိုတစ်ဆင့်အကူညီတောင်းရတာအားကိုးရတာအဲ့လိုအကူညီတောင်းအားကိုးတဲ့အခါကျတော့သူကမှတ်ထားလိုက်တဲ့အချက်အလက်နဲ့ဘာလို့သူအားကိုးတာဟုတ်လူဆိုတာအလွန်တရာအားကိုးခံနေတာလေတိတ်အသိမှတ်ပြုခံနေတာဟုတ်အဲ့ဒီခါမှာ तू ကအသိမှတ်တော့တာပဲမှတ်ပြီးလို့ရှိရင် तू ကဘယ်ချိန်မှာဘာလုပ်တယ်ဘယ်ချိန်မှာဘာလုပ်တယ်ဘယ်ချိန်မှာဘာလုပ်တာအဲ့ကြောင့်မို့ तू သူများတွေကချစ်ကြတာပေါ့မေကြီးက तू အဲ့လိုဖြစ်တာဟုတ်အော်အေးဟုတ်မှာပေါ့ကိုကအဲ့လိုပြောနေနေ तू ကောင်းတဲ့ဘက်ကို तू ကတဖြည်းဖြည်း तू ကပါလာနောက်ကျမတို့သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်လို့တစ်ပင်လေးတွေစိုက်ခိုင်းတာနော်ဘာလို့အရွယ်မှာရောက်ရက်ခတ်တဲ့အရွယ်မှာကျမတို့ကလေဘယ်လိုလုပ်မဆိုမအားအောင်ထားအဲ့ကျမတို့မိဘတွေကျမတို့ဟိုကတော့ကျမတို့မအားအောင်ထားတာကိုကျမတို့ကအစအရန်စိတ်ညစ်တာပဲနော်ဘာလည်းမလုပ်လို့မရဘူးဟိုကလည်းစဉ်းစားလို့မရဘူးဟိုကလောက်ခိုင်းလိုက်ဒီကလောက်ခိုင်းလူအားရတယ်ကိုမရှိဘူးအမှန်တော့မအားအောင်ထားတယ်ဆိုတာမဟုတ်တာတွေကိုမတွေ့အောင်မမြင်အောင်မသိအောင်မအားအောင်ထားတာအဲ့တော့ကျမတို့ကကြတော့အဲ့လိုရစိတ်ညစ်ပြီးမအားအောင်မဟုတ်ဘဲနဲ့နော်သူတို့ပျော်ပျော်ရွှင်ရွှင်လေးနဲ့လေးလာနိုင်တဲ့ဟာလေးတွေပေါ့သူတို့ဘာလို့လဲသူတို့တစ်ပင်စိုက်တာဝါသနာပိုင်းသူတို့ကျမတို့တစ်ပင်လေးစိုက်ခိုင်းမယ်တစ်ပင်စိုက်တာဝါသနာမပိုင်းလဲတစ်ပင်နဲ့ပတ်သက်တာလေးစောစောလူတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကြပြားကလေးတွေအဲ့ဒါမျိုးလေးတွေကိုကျမတို့ကကလေးတွေရဲ့ပတ်ဝန်းကျင်မှာနော်မိတ်ကောင်းဆွေကောင်းပေါ့မိတ်တဗလားနော်စောစောကပြောတဲ့ဇာရိတဗလားကိုချင်းတီလာပြီးရင်ခက်ကြီးလေးတွေရဲ့ကိုချင်းတီလာကိုတိဆောက်ပေးဖို့ကတိဆောက်တဲ့လူကြီးတွေကိုယ်တိုင်ကတီလာရှိဖို့တော့လိုတာပဲလေလူကြီးတွေတီလာမရှိတော့ကလေးတွေကဘလို့မှတီလာမရှိနိုင်ဘူးအဲ့တော့ဒီကလေးတွေကောင်းစေခြင်းရင်ကိုလည်းချိုးချံရမှာပါမဟုတ်တာကိုချိုးချံခြင်းဟာအကုသိုလ်နဲတာပဲအကုသိုလ်နဲတယ်ဆိုတာဟာကုသိုလ်ပွားသွားတာပဲလေဒါလည်းတော့ကိုယ်တိုင်တော့သိဖို့လိုတာပေါ့အဲ့တော့ကျမတို့မှာကလေးတွေကိုမတိဆောက်ပေးနိုင်တာများတာတီလာပဲဖြစ်နေတယ်တီလာပဲဖြစ်နေပါတယ်ဒါပေမဲ့အဲ့ဒါကိုလည်းကျမတို့ကစူးစမ်းပြီးတော့တိဆောက်ပေးရပါတယ်အဲ့တော့ဒီကလေးတွေနဲ့ပတ်သက်တဲ့နော်ကာယညာနာစိတ်ဓာတ်ဆိုတဲ့စာရိတ္တဗလာပြီးမိတ္တဗလာဆိုတာစောစောကပြောသလိုပါပဲကျမတို့ပတ်ဝန်းကျင်ကောင်းကိုတိဆောက်ပေးရပါတယ်အခုကျမတို့ကလေးတွေရဲ့ပတ်ဝန်းကျင်မှာဘာတွေရှိသလဲဒီကလေးတွေရဲ့ပတ်ဝန်းကျင်မှာမူရစေဝါတွေများနေရင်ဒီကလေးတွေကဒီမူရစေကိုတော့စိတ်ဝင်စားနေမှာပဲဒီအဲ့တော့ဒီကလေးတွေရဲ့ပတ်ဝန်းကျင်ကောင်းတိဆောက်ဖို့ဆိုတာဟာမိတ္တဗလာကောင်းဖို့ဆိုတာဟာကျမတို့ရက်ရွာလူအဖွဲ့အစည်းပရိဟိတသမားတွေမိဘတွေဆရာသမားတွေရမိရဖတွေအမတန်လိုပါတယ်တရားဥပဒေစိုးမိုးမှုအမတန်လိုပါတယ်အဲ့တော့ကျမတို့မိတ္တဗလာတိဆောက်ပေးနိုင်မယ်ဆိုရင်အလုံးသိပြီးသားပါပဲကျမတို့ကျင်းညင်အောင်ပုံမြင်ရှိတာပဲလေနော်ဘာလဲဆိုတော့ကလေးဆိုတာအမတန်နုနယ်ပါတယ်ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးတော့သူ့ရဲ့အမှုချင်းတွေပြောင်းသွားတာပါအဲ့တော့ဒီကလေးတယောက်ဟာကာယဗလာခန္ဓာကိုယ်လည်းကျမ်းမာတန်ဆွမ်းတယ်ညာနာဗလာအသိဉာဏ်လည်းဖွင့်ပြောတယ်အကောင်းအဆိုးအမှားအမှန်ကိုသိပြီးဓမ္မအာရမကုသိုလ်အကုသိုလ်ကိုသိပြီးဆိုကြတဲ့ကဒီကလေးကတော်တော်လေးကိုထိမ့်သိမ့်နိုင်နေပါပြီနောက်တစ်ခုကျတော့စိတ်တဗလာဇာရိတ္တလည်းကောင်းနေပြီဆိုရင်မိတ္တဗလာပတ်ဝန်းကျင်လည်းကောင်းနေပြီနည်းနည်းလေးမှအတိမ်ဆောင်လည်းမရှိနိုင်တော့ပါဘူးပတ်ဝန်းကျင်ကောင်းနေပြီဆိုရင်နောက်ဆုံးကြတဲ့ဘောဂဗလာသူတို့ယက်တီရှင်သန်တဲ့ကာလမှာသူတို့ရသမျှအစည်းစိမ်ဥစ္စာပစ္စည်းများသည်တမန်အာဇီဝကြတဲ့ရှာဖွေမှုမျိုးကိုဖြစ်မယ်ပြီးရင်သူတို့ကနေပြီးတော့တဆင့်သူများကိုပြန်ပြီးတော့စောင့်ရှောက်နိုင်တဲ့သူတွေဖြစ်မှာပါဒါကြောင့်မို့လို့ကျွန်မပြိုးပင်လေးတွေကိုရှင်းအောင်စိုက်တဲ့အခါမှာကျွန်မတို့မြေစီလွှာကောင်းမှုတော့လိုပါတယ်မြေစီလွှာကောင်းမှကျွန်မတို့ကြောက်ပေါ်မှာလည်းသွားစိုက်လို့လည်းမရပါဘူးเนาะရွှွန့်နေကြီးလည်းကျမတို့ထိုးထားလို့မရပါဘူးအဲ့ဒီမြေစီလွှာဆိုတာကကျမတို့လူကြီးတွေရဲ့နှလုံးသားနဲ့အမှုအကျင့်တွေပါအဲ့တော့ကျမတို့ဒီအားလုံးမေတ္တာဂရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗျမဆိုတရား၄ပါးကိုလက်ကင်ထားပြီးတော့မှဒီကလေးတွေအတွက်เนาะလူအဖွဲ့အစည်းကောင်းကျိုးလူအဖွဲ့အစည်းကောင်းရကောင်းကျိုးအတွက်ကလေးတယောက်စီတိုင်းကိုရှင်းသားအောင်ကျမတို့ပြုစုပြိုးထောင်နိုင်မယ်ဆိုရင်ဒါကျမတို့နိုင်ငံကျမတို့တိုင်းပြည်ကျမတို့လူအဖွဲ့အစည်းဟာအမတန်မှငြိမ်းချမ်းသာယာတဲ့အေးချမ်းတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်မှာပါဒါကြောင့်ကျမတို့ရဲ့ဘဝမှာအရေးကြီးဆုံးဟာလူသားအစည်းဖြစ်ပါလူသားအင်းလို့ပြောလိုက်ပုံမွေးတဲ့လူမှာလူသားဟုတ်ပါဘ
သူကမွေးထားခလေးတဲ့ညာအားလုံးဒီကျမတို့နိုင်ငံကြီးစိတ်လန်းဆိုပြီးဖို့အတွက်ကျမတို့နိုင်ငံကြီးတာယာအေးချမ်းဖို့အတွက်ပြောပြနေပြီဖြစ်ပါတယ်ကျမတို့ရဲ့မေတ္တာတရားတွေနဲ့ရှင်းသာအောင်စိတ်ရအောင်ပြောပြီးလို့ဆိုပါတယ်အားလုံးကိုဟုတ်ကဲ့ပါရှင်ကလေးများကိုပြုပြင်လေးတို့သဘောထားပြီးတော့ဘယ်လိုရှင်အောင်စိုက်ပါမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောဆွေးနွေးပေးပါတော့ဆရာမကြီးဒေါ်တန်းမြအောင်အထူးကျေးဇူးတင်ရှိပါတယ်ရှင်အခုအစီအစဉ်ရဆရာပမောက္ခဒေါက်တာရင်းမြင့်ကျော်ဆိုင်းဆရာလေးငိုင်ကျော်ကလေးထုခုဆရာဝန်ကြီးကမင်္ဂလာခရီးပေါ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောပေးအစီအစဉ်ဖြစ်ပါတယ်ရှင်မဟောပြောခင်မှာဆရာကြီးရဲ့ကိုယ်ရေးအချင်းကိုခိတ္တဖတ်ကြားခွင့်ပြုပါရှင်အမည်ရင်းမှာရဲမြင့်ကျော်ဖြစ်သည့်1962ခုနှစ်တွင်အေယာဝတီတိုင်းဒေသကြီးမြန်အောင်မြို့နယ်မြို့မတဲကြီးကုန်းကျေးရွာတွင်အဖဦးတင်ညွန့်အမိဒေါ်မြရီတို့၏ဒုတိယသားဖြစ်ဖွားမြင်ခဲ့သည်ရန်ကုန်မြို့တွင်ကြီးပြင်းခဲ့ပြီးအာထက1လမ်းမတော်ရခင်စိန်ကျွန်းကျောင်းအမှတ်2ဒေသကောလိပ်လှိုင်းနယ်မြေနှင့်စစ်တပ်ကတော်1ရန်ကုန်တို့တွင်ပညာသင်ကြားခဲ့ပါသည်ကလေးထုခုဆရာဝန်ကြီးတဦးဖြစ်ပြီးပြည်တွင်းပြည်ပမှဘွဲ့လွန်နှင့်ဒီပလိုများကိုစုခုရရှိခဲ့ပါသည်ကမ္ဘာနိုင်ငံပေါင်း10နိုင်ငံကျော်ခန့်သို့ပညာတော်သင်လေးလာရေးနှင့်စေပညာနှီးနှောဖလှယ်ရေးအစည်းအဝေးများတွားရောက်ခဲ့သည်ပြည်တွင်းနေရာဒေသအနှံ့ပြားတွင်လည်းယာဒုအဆင့်အမျိုးမျိုးနှင့်တာဝန်ထမ်းဆောင်ခဲ့သည်2004ခုနှစ်မှစ၍လင်္ကာရီကျော်ကလောင်မည်ဖြင့်ရသစာပေများရေးသားထုတ်ဝေခဲ့ပြီး2009ခုနှစ်တွင်ထုတ်ဝေသောပထမဦးဆုံးဝိတုရှိဂျိုးဂျာတောင်ပန်ခတ်တံဖြင့်အမျိုးသားစာပေစုကိုလူငယ်စာပေကဏ္ဍမှရရှိခဲ့ပါသည်ဂျိုးဂျာတောင်ပန်ခတ်တံကိုဇင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှရုပ်ရှင်ကားကြီးဖြင့်ရိုက်ကူးခဲ့ရာ2009ခုနှစ်အတွက်အကောင်းဆုံးဇာတ်ကားဆုနှင့်အကောင်းဆုံးဇာတ်ညွှန်းဆုအကယ်ဒမီ2ဆုရရှိခဲ့ပါသည်2014ခုနှစ်တွင်ဂျိုးဂျာတောင်ပန်ခတ်တံကိုတက္ကသိုလ်များမြန်မာစာအဖွဲ့ကတတိယနှစ်ဝိစာပွဲမြန်မာစာအတွက်ပြဋ္ဌာန်းစာအုပ်ဖြင့်သတ်မှတ်ခဲ့ပါသည်2015ခုနှစ်တွင်ဂျိုးဂျာတောင်ပန်ခတ်တံကိုနှင်းအေးသင်းက Sound of Grain အမည်ဖြင့်ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါသည်2009ခုနှစ်တွင်ထုတ်ဝေသောဒုတိယဝိတုရှိဒေါက်တာရွှေသွေးနှင့်မတ်ပန်းမုံသည်လည်းအမျိုးသားစာပေစုကိုဝိတုရှိကဏ္ဍမှရရှိခဲ့ပါတယ်ရှင်ယခုချိန်ထိဝိတုရှိ12ပုံနှင့်ဝိတုတို့100ကျော်ရေးသားခဲ့ပြီးဝိတုတို့ပေါင်းချုပ်များလည်းထုတ်ဝေခဲ့ပါသည်ပန်းတောင်းနှင့်နေဝင်အိတ်တန်းတဲ့ဝိတုရှိ2ပုဒ်ကိုကိုရိုင်းဇာညွှန်းရေးသားခဲ့ပြီးပန်းတောင်းကိုရုပ်ရှင်ကားကြီးဖြင့်ရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်၍နေဝင်အိတ်တန်းတက်ကိုယုံတင်ခဲ့ပြီးဖြစ်ပါသည်ပန်းမှန်နှင့်တိမ်တွေတောင်တွေနှင့်ခီးတဲ့တို့ကိုလည်းရုပ်ရှင်ကြီးဖြင့်ရိုက်ကူးရန်စီစဉ်လျက်ရှိပါသည်ရှင်2000ပြည့်နှစ်မှစ၍ဒေါက်တာရဲ့အမည်ဖြင့်ခလေးကျမ်းမာရေးပညာရေးစာအုပ်များရေးသားထုတ်ဝေခဲ့ပြီးမမွေးဖွားမီမှအရွယ်ရောက်သည့်အထိခလေးပြုစုစောင့်ရှောက်နည်းများနှင့်စာအုပ်နှင့်2013ခုနှစ်သုတဆွေစုံစာပေစုကိုလည်းအသုံးချသိပ္ပံဘာသာရဲ့ကဏ္ဍမှရရှိခဲ့ပါသည်ရှင်လူငယ်ပညာပေးဆောင်းပါးများလည်းစင်စစ်မပြတ်ရေးသားခဲ့သူတူဖြစ်ပါသည်ဓမ္မဆောင်းပါးများလည်းရေးသားထုတ်ဝေခဲ့ပါသည် FM ပကံရေဒီယိုတွင်စာရေးဆရာဝန်၏အတွေ့အမြကဏ္ဍကိုလည်းအပတ်စဉ်တင်ဆက်လျက်ရှိပါသည်ရှင်ယခုအခါဆရာသည်ပမောက္ခဌာနမှူးကလေးကျန်းမာရေးပညာဌာနစေတက္ကသိုလ်1ရန်ကုန်တာဝန်ခံကလေးထုခုဆရာဝန်ကြီးကလေးစေုံကြီးရန်ကုန်နှင့် President of ASEAN Pediatric Federation တာဝန်များထမ်းဆောင်ရေးရတတုတနှင့်ဓမ္မစာပေများဆင်ဆက်မပြတ်ရေးသားလျက်ရှိပါသည်ရှင်ဆရာကြီးရှင်စင်မြင့်မော်တို့ကြွရောက်ပြီးတော့စာပေဟောပြောပေးပါရန်ခင်မင်းနိစာဖိတ်ကြားအပ်ပါသည်ရှင်အားလုံးမင်္ဂလာပါဆရာတော်တန်ဃာတော်များသီလရှင်ဆရာကြီးဆရာလေးများအားလုံးကိုစီမင်းဘဝနေပြီးတော့ယူသေးစွာကြောပါတယ်ကျွန်တော်မင်္ဂလာခီးပေါ်ဆိုတဲ့ခေါင်းစဉ်နဲ့မဟောပြောခင်မှာပထမအဆုံးစီစဉ်တဲ့အောက်ဆိုဆရာတော်ရဲ့နော်အမြော်မြင့်ကြီးမားပုံ vision ကိုယူသေးစွာဥညွတ်ကာရဝပြုလိုပါတယ်ဆရာတော်ဖခင်ရဲ့မွေးနေ့ဆိုတော့အားလုံးကတရားပဲဟောမယ်လို့ထင်နေကြတော့မှာဆရာတော်ကနော်ခလေးတွေဘယ်လိုလိမ္မာအောင်ယဉ်ကျေးအောင်ပြုစုရမယ်ဆိုတာကိုဆွေးနွေးပွဲအတွင်းနဲ့2ရက်လောက်အောင်ဆိုဆရာတော်ရဲ့အမြော်မြင်ကြီးမားလိုက်တာလို့တပည့်တော်စဉ်းစားမိပါတယ်တကယ်တော့နော်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တင်မကကျွန်တော်တို့သာသနာရဲ့အနာဂတ်ကလည်းခလေးတွေလက်ထဲမှာပဲရှိတာပါဒီခလေးတွေကိုလိမ္မာယဉ်ကျေးအောင်ပြုစုပြုထောင်ပြီးမှကျွန်တော်တို့ရဲ့အနာဂတ်လှပမှာကျွန်တော်တို့ရဲ့သာသနာအတွန်းရှိမှာပါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်နိုင်ငံမှာကိုရင်နဲ့သီလရှင်ငယ်လေးတွေရဲ့ population တဖြည်းဖြည်းရှုပ်ဝင်လာနေပါတယ်
နော်တဖြည်းဖြည်းရှုံဝင်လာတဲ့အတွက်ကြောင့်တနေ့နေ့မှာကျွန်တော်တို့ဟာအခုမြင်နေရတဲ့တန်ခါတော်ပမာဏထက်အများကြီးနည်းသွားတာမျိုးကိုမြင်ရအောင်မှာဖြစ်ပါတယ်အဲ့လိုမြင်ရတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကိုဘယ်သူတွေသာသနာပြုမလဲကျွန်တော်တို့ရဲ့ဓမ္မတွေကိုဘယ်သူတွေစောင့်ထိန်ဖြန့်ဝေပေးမလဲဆိုတာနော်စိတ်ပူစရာကောင်းတဲ့အခြေအနေမျိုးလဲရောက်လာအောင်မှာပါတစ်ဖက်ကလည်းကျွန်တော်တို့လူပုဂ္ဂိုလ်များလည်းကျွန်တော်တို့ရဲ့ရင်သွေးလေးတွေကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တစ်ကလေးတွေကိုရင်ကျေးလိမ္မာအောင်ပြုစုဆောင်ရှောက်ပေးဖို့ဒီထက်အရှိန်ဟုန်အများကြီးမြင့်ပြီးလောက်အောင်မယ်ဆိုတာကိုနော်စိတ်ပူစွာနဲ့နော်စောင့်ကြည့်နေတဲ့အချိန်မှာဆရာတော်ကအခုလိုပွဲမျိုးစီစဉ်ပေးတယ်ဆိုတာဆရာတော်ရဲ့ vision ကြီးမားမှုနော်တပည့်တော်တကယ်ပဲယူသေးစွာဥခိုက်မိပါလေဆရာတော်ဘလောက်တောင်မှစေရနာကြီးမားတယ်လဲဆိုတော့တရားပွဲကိုတရားပွဲလုပ်နေကြတရားမတ်တပ်မှာမလုပ်ဖဲနဲ့နော်ကျွန်တော်စေပညာဆိုင်ရာနှီးနှောဖလှယ်ပွဲတွေနော်ဟိုစီးပွားရေးဆိုင်ရာပွဲလမ်းသဘင်တွေလုပ်တဲ့ UMFCCI လို့ခမ်းမကြီးမှာလုပ်တယ်ဆိုတာကဆရာတော်ရဲ့အမြော်မြင်ကြီးမားပုံသိရမှာဖြစ်ပါတယ်အောက်ကကြီးရတဲ့လူလည်းတတောင်တသားအပေါ်ကဟောပြောရတဲ့လူကိုလည်းထင်ထင်ရှားရှားမြင်ရ live ကလည်းလွှင့်နေသေးနော် live ကလည်းလွှင့်နေသေးဆိုတော့နော်ဟိုနိုင်ငံခြားတော့မှမနေ့ကလှမ်းပြီး message ပို့ပါတယ်နော်ကျွန်တော်ကလည်းမနေ့ကစေးเจ้าမှာစီဝေးရှိတော့မလာနိုင်တော့မနိုင်ကြီးစာကိုလှမ်း message ပို့ရပါတယ်နော်ပထမစ live လွှင့်နေတာအယုတ်ပဲမြင်ရတယ်အတန်မကြားရဘူးဆိုတာနော်မမလည်းချက်ချင်းပြန်လိုက်ပြောပါတယ်ပြောတော့အတန်ချက်ချင်းပြန်ထွက်သွားလို့ကျေးဇူးတင်တယ်ဆိုတော့ထိုင်းနိုင်ငံကပြန်လာပါတယ်အဲ့တော့ဒီခန္ဓာကြီးကိုစောင့်ကြည့်နေတဲ့နော်ပုံကိုယ်တွေဟာမြန်မာနိုင်ငံတနိုင်ငံလုံးမကပါဘူးနော်တကဘာလုံးမှာရှိတဲ့မြန်မာလူမျိုးတွေစောင့်ကြည့်နေတာဖြစ်တဲ့ကြောင့်ဆရာတော်ရဲ့အမျှော်မြင်ကြီးမားဖို့လည်းထပ်ပြီးတော့ဥခိုက်မိပါတယ်ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပေါ့လေနော်ဟိုခမ်းမတွေရဲ့သဘောကတော့စင်ရရှေ့ရရှိတာနော်စင်ရရှေ့ရရှိပြီးဟောတဲ့လူကလည်းစင်မောကတက်ဟောမှာပဲအောက်ကပိဋကကမြင်ရတာပေါ့နော်အဲ့တော့စင်မောလူပုဂ္ဂိုလ်ရောက်နေရတဲ့ရည်ရွယ်ချက်တည်မြင်ရဖို့တက်တက်ပဲလို့နှလုံးသွင်းနိုင်ရင်တော့လေသဘောပေါက်တာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဘာဖြစ်လို့စင်မောမှာလူပုဂ္ဂိုလ်ကရှိပြီးတော့နော်အောက်မှာတန်ဃာတော်တွေကရှိနေရလဲဆိုတော့ဒီအခန်းထဲကတန်ဃာတော်တွေသီလရှင်ကြီးရမပြောပေမဲ့နော် Facebook ပေါ်မှာတက်ရေးနေကြတော့လေတပည့်တော်မနေ့ကကိုယ်တိုင်ပွဲမလာပေမဲ့တော်တော်စိတ်မကောင်းဖြစ်မိပါတယ်တပည့်တော်စိတ်ကူးတယ်ဗျာတပည့်တော်ရဲ့ဆေးရုံမှာလည်းစာသင်ခန်းအကြီးရှိတယ်တပည့်တော်ကတက္ကသိုလ်နဲ့တွဲထားတဲ့ဆေးရုံဆိုစာသင်ခန်းအကြီးရှိတယ်အဲ့ဒီစာသင်ခန်းကြီးကနော်လူ150လောက်တော့ဆန့်အဲ့ဒီစာသင်ခန်းကြီးကသေယတာလို့ခေါ်တာပေါ့တပည့်တော်ဆေးတက္ကသိုလ်တွေမှာတော့သေယတာတွေသုံးညအောင်သေယတာတွေရဲ့သဘောကတော့စာသင်တဲ့လူကအောက်ဆုံးမှရှိနော်စာသင်တဲ့လူကအောက်ဆုံးမှရှိပြီးတော့တဖြည်းဖြည်းလေကတစ်တွေနဲ့ပတ်ပြီးတော့ကျောင်းသားတွေကတက်သွားတဲ့အခါကျတော့ပရိသတ်ကအပေါ်မှာရှိတယ်နောက်ဆိုဆရာတော်ကိုရှောက်အောင်မယ်အရှင်ဘုရားပွဲလို့ရှိရင်တပည့်တော်ဆေးမှာလာလုပ်ပါဗျာအဲ့ဒါဆိုတော့တန်ဃာတော်တွေကအပေါ်ကဖြစ်သွားပြီးတော့ပြောတဲ့လူကအောက်ကဆိုတော့အစင်ပြေသွားမှာပေါ့နော်တပည့်တော်တို့တခါမှကိုယ့်တပည့်တွေကိုအပေါ်မှာရောက်နေတယ်လို့စိတ်ထဲမှာမရှိဘူးပေါ့ဗျာအဓိကတော့တယောက်မျက်နှာလေးတွေမြင်ရဖို့အဓိကပဲထင်တာပါပဲနော်ဒါပေမဲ့ဟိုမြင်နေကြမဟုတ်တော့လေတမျိုးလေးတော့ဖြစ်တာပေါ့နော်အဲ့ဒါလေးလေနော်တပည့်တော်မနေ့ကလေးကဒီပွဲမရောက်ဖြစ်ပေမဲ့ပြောမယ်လို့စိတ်ကူးလာတာလေးပြောရတာပါဗျာနော်ဒီနေ့တပည့်တော်နဲ့မတော်တမ်းမြောင်နဲ့တိုင်ပင်ကြကျွန်တော်တို့မောင်နှမနည်းနည်းပဲပြောပြီးပြည်သက်နဲ့အများကြီးစကားပြောအောင်ဆိုအမကြီးကတော့တိတိုင်းပြောရင်နဲ့အားပါလာတဲ့ခါကျနော်45မိနစ်မှာအမ15မိနစ်လောက်ပဲပြောနိုင်မယ်ထင်တယ်ဆိုပြောသွားပြီ45မိနစ်စလုံးပြောသွားတယ်အဲ့ခါကျတော့နော်ပြည်သက်ကမေးချိန်မရလိုက်ဘူးပေါ့တပည့်တော်လည်းကြိုးစားပြီးဖြတ်ပါမယ်တပည့်တော်တနာရီပြီးထားပါတယ်နော်တက်နိုင်တော့ကြိုးစားပြီးတပည့်တော်နာရီဝက်နဲ့ဖြတ်ပါမယ်ဗျာဖြတ်လို့ပြတ်သွားရင်တပည့်တော်ဒီညောင်ဆင်းလာပါမယ်ဆင်းလာပြီးတော့ဟုတ်ဘေးကစီစဉ်သူတွေက cordless mic တွေလိုက်ပြီးတော့ပေးပါလိမ့်မယ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်နော်တန်ဃာတော်များပဲဖြစ်ဖြစ်တပည့်တော်မေးချင်တာရှိရင်အာမနာတန်းမေးလို့ရပါတယ်ဗျာမသိတာကိုမေးမိရင်ဘာဖြစ်သွားမလဲဆိုတဲ့စိတ်ပူတဲ့စိတ်မျိုးလုံးဝမထားပါနဲ့ဗျာတပည့်တော်မသိဘူးလို့ဖြေမှာပါတပည့်တော်ကဒီမသိတာကိုမသိဘူးလို့ဖြေရဲပြီးကြတဲ့ဒီစင်မောကမစင်းတော့တာပါဗျာနော်အဲ့ဒါတပည့်တော်ရဲ့အာသာချက်ပါပဲနော်ဟိုဆရာတော်စကားနဲ့ပြောရရင်တော့နော်ဟိုအခက်အခဲနဲ့နော်ခွန်အားများဆိုတပည့်တော်ရဲ့ခွန်အားတော့မသိတာကိုမသိဘူးလို့ပြောရဲတာပါပဲအဲ့တော့တပည့်တော်ဒီနေ့ပြောမယ်မင်္ဂလာခရီးပေါ်ဆိုတော့နော်ဒီကောင်းစဉ်လေးကိုရွာလေးတရွာမှာသွားပြောဘူးတယ်သူကမင်္ဂလာခရီးပေါ်ဆိုသူကမင်္ဂလာဆောင်မဲ့ခရီးပေါ်လို့သူကအောင်းမေ့တပည့်တော်ဆိုလိုတာအဲ့ဒါမဟုတ်ဘူးဖေ။တပည့်တော်ဆိုလိုတာမင်္ဂလာတုတ်နဲ့ညီသောခရီးပေါ်လို့ဆိုလိုတာပါဗျာ။ဒါဟိုတရားဟောဖို့အစီအစဉ်လည်းမရှိပါဘူးဗျာ။ဒီတက်မှာတရားနဲ့ပတ်သက်ရင်အသိဉာဏ်အနည်းဆုံးကတပည့်တော်ဖြစ်မှာပါ။ဒါပေမဲ့နော်ပြောချင်တဲ့သဘောကတော့မင်္ဂလာတုတ်ထဲမှာပါတဲ့နော်ပဏိတန်နဲ့စသေဝနာနော်ကျွန်တော်တို့အင်္ဂလိပ်လိုဘာသာပြန်ထားတာတွေတော့ရှိတယ်ကျွန်တော်တကယ်ချင်းဘာမခဝေးမှာဘာသာပြန်ထားတာ to associate with wise နော် to associate with wise
ဗမာတွေကတော့သူတော်ကောင်းနဲ့ပေါင်းဖက်ခြင်းသူတော်ကောင်းနဲ့ပေါင်းဖက်ခြင်းဒီလိုခေါ်တာပေါ့နော်မိတ်ဆွေကောင်းရှိခြင်းပေါ့မိတ်ဆွေကောင်းရှိခြင်းဒီအကြောင်းလေးကိုပြောမှာပါခလေးတွေနဲ့ဘယ်လိုဆိုင်လဲဆိုတော့ပြောရင်းနဲ့သိလာမှာပါအဓိကဥတည်တာတော့မိဘတွေကိုဥတည်ပြီးပြောကြတာပါမိဘတွေဥတည်အဲ့တော့ခလေးတွေမှာမိတ်ကောင်းဆွေကောင်းရှိခြင်းကအရေးကြီးပါတယ်တပည့်တော်မှားနေနဲ့ပြင်ပေးပါတပည့်တော်မှတ်မိသလောက်တော့ရှင်အာနန္ဒာပါရှင်အာနန္ဒာကလျှောက်ဘူးတယ်မိတ်ကောင်းဆွေကောင်းရှိခြင်းဟာခရီးတဝက်ပြီးမြောက်စေတယ်လို့ယူဆတယ်မှန်ပါသလားဖေဟာလို့မြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားဖြေပါတယ်နော်မိတ်ကောင်းဆွေကောင်းရှိခြင်းဟာခရီးတဝက်တာမကောက်ခရီးအစအဆုံးပြီးမြောက်တယ်လို့ဖြေလိုက်တယ်ဆိုတော့ခရီးအစအဆုံးအောင်ပြီးအောင်မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးတော်ဖြေတယ်ဆိုတော့မိတ်ကောင်းဆွေကောင်းရှိခြင်းဒီဘလောက်အရေးကြီးတယ်ဆိုတော့ထင်ရှားစီတာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုပြောလိုက်ရင်လူငယ်တွေကမှန်ပေါ့လို့ပဲရိုးရိုးလေးပဲစဉ်းစားကြတယ်မိတ်ကောင်းဆွေကောင်းဆိုတာဘယ်သူ့ကိုပြောတာလဲဆိုတာကြတော့နည်းနည်းလေးတိမ်မွေ့ပါနော်မိတ်ကောင်းဆွေကောင်းဆိုတာဘယ်သူ့ကိုပြောတာလဲဆိုတော့ခင်မွန်းကြီး10ပါးတော့ရှိတာပဲခင်မွန်းကြီး10ပါးဆိုတာမိတ်ကောင်းဆွေကောင်းသေချာပေါ့နော်ဒါဖះကိုယ်တိုင်ဟောပြောထားတာပဲဆိုတော့ဖះရဲ့ပြစ္ဆေကဗုဒ္ဓရဲ့ယဟန္တာရဲ့အက္ကတာဝကတွေရဲ့အမိရဲ့အဖရဲ့အလေးမြတ်ပြုအပ်သောဆရာဆုံးမတတ်သောဆရာတရားဟောပြတော်သူနဲ့ပေးကမ်းစွန့်ကြဲတော်သူနော်မိတ်ဒီခင်မွန်းကြီး10ပါးအားလုံးသိတာအဲ့တော့ခင်မွန်းကြီး10ပါးနဲ့ associate လုပ်ပေါ့သူ associate white ဆိုခင်မွန်းကြီး10ပါးနဲ့ associate လုပ်ရင်လမ်းမမှားနိုင်ဘူးပေါ့နော်ဘယ်တော့မှဒုက္ခမရောက်နိုင်ဘူးပေါ့ဒီလိုတော့အလွယ်ပြောလို့တော့ရတယ်ဒါပေမဲ့တပည့်တော်လည်းစာရေးဆရာဆိုတော့ကြောင်ကြောင်ညပေါက်ရှာစဉ်းစားရတာပေါ့နော်စဉ်းစားကြည့်ရခါကျတော့စောစောစီးမှာ1ကနေ4အထိတပည့်တော်မတွေ့ဘူးနော်မတွေ့ဘူးဆိုတော့ဒီထက်မှရှိတဲ့ပုံကိုယ်တွေလည်းတွေ့ဘူးဖို့မလွယ်ပါဘူးဖះဘယ်သူမှမတွေ့ဘူးပါဘူးနော်ယဟန္တာတော့တွေ့ဘူးချင်းတွေ့ဘူးမယ်တွေ့ဘူးလဲတပည့်တော်အဲ့ဒါယဟန္တာလို့သိမှမထင်ဘူးဖះနော်နောက်ပြစ္ဆေကဗုဒ္ဓမတွေ့ဘူးပါဘူးအက္ကတာဝကမတွေ့ဘူးပါဘူးဆိုတော့1ကနေ4အထိပါတော့တပည့်တော်ကရှားစရာ6ကနေ10အထိပဲရှိတယ်အသေးချာဘောက်ကတော့မိဘပေါ့မိဘကခင်မွန်ကြီး10ပါးနဲ့မှပါနော်အဲ့တော့မိဘတပည့်တော်ကတော့မိဘကိုအကြာကြီးတူတူနေလိုက်ရတယ်ပေါ့နော်လူတိုင်းနေရသလားဆိုတော့မနေရပါဘူးအမတမ်းမြောင်တော့စောင့်ရှောက်နေကလေးဆိုမိဘတခါမှမတွေ့ကြရဆိုတော့တို့ကြတော့ခင်မွန်ကြီး2ပါးရော့နေကြမိဘရှိတဲ့လူရောမိဘစီကရတဲ့ရထိုက်တဲ့ဆုံးမစကားလမ်းညွှန်မှုအမြဲတမ်းရသလားဆိုတော့ဒါလည်းနည်းနည်းခက်ပါလေနော်လမ်းမညွှန်နိုင်တဲ့မိဘတွေအများကြီးရှိတယ်လမ်းညွှန်ရဲ့သားနဲ့သားသမီးနားမပေါက်တဲ့မိဘတွေလည်းအများကြီးရှိပါတယ်ရုပ်ရှင်မင်းသားကြီးဦးကျော်ဟိန်းအောင်နော်မွန်းတဲ့ချိန်နဲ့နေဝင်ဒီရုပ်ရှင်ထဲမှာတခါထည့်ရိုက်ပြပါသေးတယ်နော်သမီးကိုပေးဖို့ဆိုနော်အထယ်လေးချုပ်ပြီးဝယ်လာလမ်းလေးရောက်တော့သမီးကတေးနေဆိုနော်သူကပြကြတဲ့သဘောတော့ပါလဲဆိုပြီးကားပြီးမရဆိုတော့ခင်မွန်းကြီး10ပါးရော့လိုက်တာနော်နောက်တော့ကုံတော့မယ်နော်ကုံတော့မယ်ဆိုစဉ်းစားရှိတယ်လောကကြီးမှာနော်မိမိရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ကျဉ်ပေးနိုင်ဖို့အတွက်ပေါင်းသိရမယ်လူဒီခင်မွန်းကြီး10ပါးပဲရှိတာလားဆိုတော့နည်းနည်းတော့ extend လုပ်မှာဖြစ်မှာပေါ့နော်နည်းနည်းတော့ extend လုပ်မှာဖြစ်မှာအဲ့ဒါပဲတော့ဥပမာလေးတစ်ခုပြောပြတငယ်ချင်းတယောက်ရှိတယ်ဆိုပါတော့အဲ့တငယ်ချင်းကဒါတကယ်ဖြစ်ပါနော်တကယ်ဖြစ်ဆိုမဲ့ဟိုနာမည်နဲ့ပုံကိုယ်တွေနဲ့တော့မပြောပြရတဲ့မကောင်းတာပြောမှမလို့ပါနော်အဲ့ဒီမိတ်ဆွေတငယ်ချင်းကအရက်လက်တော့တယ်နော်ဇရိတာလည်းမကောင်းမဟုတ်တာအကုန်လုပ်တယ်နော်ကိုနင်းကလည်းတကယ်ကိုရင်းနှီးကိုတငယ်ချင်းဖြစ်ဆိုရင်အဲ့ဒီတငယ်ချင်းဒီမိမိကိုကောင်းကျိုးပြုတော်သူလားမကောင်းကျိုးပြုတော်သူလားနော်သူဆိုတာကိုသိတယ်နော်သူဆိုတာကိုသိတယ်တပည့်တော်ပြောတဲ့ပုဂ္ဂိုလ်ဆိုရင်သေသွားပြီနော်သေသွားပြီဒါတပည့်တော်ဟိုမှာနော်အခုပဲကိုချောင်းနဲ့ဝင်လာတဲ့တမိခင်နေကြည်သားတို့နဲ့နော်လူမမြင်ပါဆိုလို့ပါနော်လုံခဲ့တဲ့2ပတ်ကမှရွာမှာသွားဟောတယ်ရွာမှာသွားဟောတော့အဲ့အကြောင်းထည့်ပြောပြတယ်နော်သူရက်တွေတောက်တယ်အသေး6ပြီးသေသွားတယ်နော်အဲ့စစောတယောက်ကသေသွားတယ်တပည့်တော်ရက်မတောက်တယ်နော်သူ့ထက်အသက်ကြီးတယ်ဒါပေမဲ့အခုတည်းအသက်ရှည်ကျမ်းမာနေလုံးမဲ့ပေါ့နော်တပည့်တော်အသက်58နှစ်ရှိပါနော်58နှစ်မှာ relatively တခြား58နှစ်တွေနဲ့ဆိုင်ရင်တော်တော်လေးကျမ်းမာရှိနေသေးတယ်ဒီလောက်ရင်းနှီးတဲ့လူကအရက်တွေတောက်နော်ဆက်လိတွေတောက်နော်အမျိုးမျိုးကိုဒုက္ခပေးနေချိန်မှာသူနဲ့ရင်းနှီးပေါင်းရတဲ့တပည့်တော်ဘာဖြစ်လို့အဲ့ဓာတွေရှောင်ဟာကောင်းမှန်းသိတယ်ရှောင်ဟာကောင်းမှန်းသိတဲ့စိတ်ကရှိနေနော်စင်ကျင်တုံတရားနောက် तू ကလမ်းပြတာလေဒါတွေမလုံနဲ့ဒါတွေလုံရင်ဒီလိုဖြစ်မယ်ရှက်သေပြသွားတယ်တပည့်တော်မြင်တယ်ကျေးဇူးရှင် तू ကကျေးဇူးရှင်နော် तू နဲ့ပေါင်းလို့တပည့်တော်ဒါသေတာမှန်းသိတာနော်အရင်ကကြားပဲကြားဘူးလားအခုမြဝထနီးမြင်သေသွားတယ်မင်းသေမှာပဲလို့ပြောလိုက်တယ်နော်နောက်တနေ့အိမ်ရောက်လာတယ်ဘာလာလဲဆိုလာနှုတ်ဆက်တာလေဘာလို့ဆိုသူ့သေမှာပဲပြောထားတော့သူသေတော့မှမလို့လာနှုတ်ဆက်တာနော်နောက်သူတို့ပြောင်းသူတို့ပြောသွားတယ်တကယ်မကြောက်ဘူးလာပိုင်မဲ့ခံတယ်သေတာပဲ
နော်မမိပါဒီလိုဟောပြောနေတော့နောက်ကဖုန်းဝင်လာအသေးသွားပြီနော်အဲ့တော့မိတ်ဆွေကောင်းနော်ကျွန်တော်တော့အဲ့လိုထင်တယ်မိတ်ဆွေကောင်းအသေးခံလမ်းပြသွားတာနော်အဲ့တော့ဒါရောကိုကစင်ကျင်တုံတရားအခန့်လေးနဲ့သုံးသက်တတ်ရင်နော်မိတ်ဆွေကောင်းမဟုတ်ဘူးလားနော်ခင်မွန်းကြီး10ပါးနဲ့ဘာမှမဆိုင်ခင်မွန်းကြီး10ပါးထဲမှာပါဖို့ဆိုဝေးရောအကျင့်စရိတ်တာတော့မကောင်းဒါပေမဲ့ကိုကသုံးသက်တတ်တဲ့အခါကျတော့မိတ်ဆွေကောင်းဖြစ်တယ်ကဲနည်းနည်းတဆင့်တက်ပြောကြည့်ကြပါစို့နော်ရတော်ရမြတ်စွာဘုရားကိုပါရမီဘဝဆက်ဆက်ဖြည့်ခဲ့တာလူတိုင်းသိနော်ဒေဝတာကြီးဖြည့်တာကျတော့မိမိနော်ဒေဝတာကြီးကမြတ်စွာဘုရားပါရမီဖြည့်တာမဟုတ်ဘူးလားနော်ဖြည့်နေတယ်လေဘာဖြည့်နေခန္ဒီပါရမီဖြည့်နေဥပ္ပခါပါရမီဖြည့်နော်မြတ်စွာဘုရားပါရမီဖြည့်နာပဲလေဒေဝရကနှိပ်စက်လိုက်နှောက်ယှက်လိုက်သူကဥပ္ပခါပါရမီဖြည့်လိုက်ခန္ဒီပါရမီဖြည့်လိုက်နော်အဓိကဘာပေါ်မှာလဲမူတည်တယ်ဆိုဘုရားလောင်းရဲ့စင်ကျင်တုံတရားဘုရားလောင်းရဲ့ဉာဏ်ပညာအဲ့ပုံမှာပဲတည်တယ်ဒါတော့တပည့်တော့အစွန်းဥပမာပေးလိုက်တာပေါ့နော်အမြင်ဆုံးဆိုရယ်ဘုရားအထိနော်နှောက်ယှက်တဲ့လူတိုင်းဟာရန်သူဖြစ်မလာဘူးနှောက်ယှက်တဲ့လူလေမိမိဘက်ကနော်စဉ်းစားတတ်ရင်မိတ်ဆွေကောင်းဖြစ်တယ်ဆိုတာအဲ့တော့စောစောကလို့နော် to associate with wise နော်ကောင်းတဲ့လူနဲ့ပေါင်းနိုင်ဖို့ဆိုတာဘယ်ပုံမှာအဓိကတည်တယ်ဆိုခံယူသူရဲ့စင်ကျင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွာကျွန်တော်ထပ်ပြောပြရစီခံယူသူရဲ့စင်ကျင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွာခံယူသူရဲ့စင်ကျင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွာအားကြီးလို့ရှိဘယ်သူနဲ့ပေါင်းညက်ဖို့ကြည့်ပဲဆိုတော့တပည့်တော်ကခလေးတွေကိုသင်ပေးတယ်နော်သင်ပေးတယ်နော်ဟိုသင်ပေးတဲ့နီလန်းတွေကတော့အများကြီးပေါ့တပည့်တော်ဆိုမနေ့ကပြောမဟဲ့ဆိုအားထည့်လာဒါပေမဲ့မနေ့က3နာရီတောင်ရတယ်ပြောတယ်နော် panel discussion ဒီနေ့တော့1နာရီပဲရတယ်ဆရာတော်တွေဆွမ်းစားချိန်ကတ်ဒါတော့မှဆရာတော်ဖေကနော်စိတ်အားထက်တန်နေတာဆက်ချင်နေသေးတယ်တပည့်တော်ကအောက်ကနေတားယူရတယ်ဆရာတော်တော်ပါတော့နော်ဘုန်းကြီးတွေဆွမ်းစားမမီတော့ဘူးနော်အဲ့တော့စာအုပ်ကြော်ညာလိုက်ပါမနေ့ကတပည့်တော်ပြောတော့တာအားလုံးဒီစာအုပ်ထည့်ပြောတာပါနော်တကယ်တော့ခက်သည့်အရွယ်တွေအကြောင်းဆိုနော်ဆယ်ကျော်သက်တွေအကြောင်းနော်အထူးအဖြင့်ဆရာတော်တန်ဃာတော်သီလရှင်ဆရာကြီးများအနေနဲ့လည်းမိမိကျောင်းတိုင်းမှာမိမိပြုစုဆောင်ရှောက်နေတဲ့ကလေးတွေဆယ်ကျော်သက်ကလေးတွေကိုပြုစုဆောင်ရှောက်ဖို့အတွက်ဒီစာအုပ်လိုမဲ့ထင်ပါတယ်ဘာလို့ဆရာတော်တန်ဃာတော်တွေလူတွေကိုမကြော်ညာပဲနဲ့နော်ဆရာတော်တန်ဃာတော်တွေသီလရှင်တွေကိုအဓိကကြော်ညာလဲဆိုတော့တပည့်တို့ကလှူမှာမလို့ပါဗျာနောက်မှာနော်ဟိုနန်းဒေဝီစာအုပ်ဆိုင်တန်းမှာတင်ထားပါတယ်ဗျာနော်ဒီနေ့ကစာအုပ်အလှူထဲမှာပါတယ်နော်သူတို့စောစောကပဲပြတ်သွားလို့ထပ်သွားသေးရတယ်ပြောပါတယ်နော်အဲ့ဒါနောက်နေ့လာရင်တပည့်တော့အာမမခံဘူးဗျာဒီနေ့တော့ရှိသေးတယ်လူပုဂ္ဂိုလ်တွေကတော့ရောင်းမှာဆိုတော့တပည့်တော့မကြော်ညာတော့ပါဘူးဆရာတော်တန်ဃာတော်တွေသီလရှင်တွေတော့လှူမှာဆိုတော့ကြော်ညာလိုက်ပါဦးနော်ဒီထက်မှာမနေ့ကမဖြည့်ပြစ်လိုက်တဲ့အချိန်များလို့မဖြည့်ပြစ်လိုက်တဲ့မိကွန်းအားလုံးရဲ့အဖြည့်ပါပါတယ်ဒီနေ့လည်းအချိန်ညရင်ရသလောက်ဖြည့်ပြီးပါနော်ဆိုတော့နော်စောစောကစင်ញင်တုံတရားနဲ့နော်ဆုံးဖြတ်နိုင်စွာဘယ်ရစင်ញင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွာကြတော့သင်ယူရတယ်နော်သင်ယူရတယ်ဘယ်ကနေသင်ယူရမလဲဆိုတော့ခင်မွေးကြီး10ပါးထဲမှာကြည့်လိုက်တော့သေချာတော့6ကနေ10အထိသင်ယူရမယ်နော်6ကနေ10ကနေသင်ယူရမယ်1ကနေ4နော်မတွေ့နိုင်သို့တော့နော်မိတ်ဆွေတွေစီကလည်းသင်ယူရမယ်စောကပြောသလိုကောင်းတဲ့မိတ်ဆွေစီကလည်းသင်ယူရမယ်မကောင်းတဲ့မိတ်ဆွေစီကလည်းသင်ရမယ်ဆိုတော့ဘဝဟာစိန်ခေါ်မှုတွေများလေလေနော်တပည့်တော်ဘဝတွေဆိုစိန်ခေါ်မှုတွေများခဲ့ပါလားဗျာစိန်ခေါ်မှုတွေများလေလေနော်ကြိုးစားအောင်မြင်အနိုင်ယူရမယ့်ကိစ္စတွေများလေလေအတွေ့အကြုံအများကြီးလိုလေလေမိတ်ဆွေတွေစုံနေအောင်ပေါင်းဖို့လိုလေလေပေါ့အဲ့ပေါင်းတဲ့မိတ်ဆွေတွေမှာကောင်းတာလေးကြီးတွေ့ရင်လည်းကောင်းတာကိုဝင်ပူးပြီးတော့မိမိကိုယ်မှာပွားယူတတ်ရမယ်မကောင်းတာကိုတွေ့ရင်လည်းမကောင်းတာကိုခွာထုတ်ပြီးတော့ရှောင်ရှားတတ်တဲ့သတိလေးကအမြဲမြဲနေဖို့လိုပါတယ်ဗျာလက်တွေ့မှာခက်ပါတယ်ပြောရတာလွယ်တယ်လက်တွေ့မှာခက်ပါတယ်မိတ်ဆွေအများကြီးလိုတယ်စုံနေအောင်ပေါင်းဖို့လိုတယ်ပတ်ဝန်းကျင်ပေါင်းစုံလာဖို့လိုတယ်တွေ့ကြမှာတွေ့မှာပေါ့လက်တွေ့မှာခက်ပါတယ်မိမိကသတိအမြဲကတ်နေဖို့လိုတယ်သူစိတ်လိတ်တောက်တိုင်းလိုက်မတောက်ဘူးသူရဲတောက်တိုင်းလိုက်မတောက်ဘူးနော်လက်တွေ့မှာခက်ပါတယ်တကယ်တမ်းကျတော့မွေးရစေဘအဆိုးဆုံးပဲစမ်းမိတာနဲ့တင်ပါတော့တာမွေးရစေဘဆွဲတဲ့လူအားလုံးကကောင်းမှန်းသိလို့သွားသုံးတာမဟုတ်ဘူးစမ်းကြည့်တာစမ်းကြည့်ရင်ပါသွားတာနော်အဲ့ခါကျတော့တပည့်တော်တို့မိတ်ဆွေတွေပေါင်းတဲ့အခါမှာဘာလို့သွားလဲဆိုတော့နော်စိတ်ချတဲ့မိတ်ဆွေဖြစ်ဖို့လိုပါတယ်အဲ့စိတ်ချတဲ့မိတ်ဆွေကလည်းပတ်ဝန်းကျင်ပေါင်းစုံဘဝအတွေ့အကြုံပေါင်းစုံကိုထင်ဟပ်နိုင်တဲ့မိတ်ဆွေတွေဖြစ်ဖို့လိုပါတယ်အဲ့ဒီမိတ်ဆွေတွေထဲမှာစိတ်အချဆုံးနဲ့ပတ်ဝန်းကျင်ပေါင်းစုံကိုအထင်ဟပ်နိုင်ဆုံးမိတ်ဆွေတွေကတော့စာအုပ်တွေပါနော်စာအုပ်တွေပါနော်ဒါမနေ့ကနော်မနိုင်စားမမေးလို့ကျွန်တော်မဖြေလိုက်ရတဲ့မိကုန်းမှာနော်စာပေနဲ့ပတ်သက်လို့စာအုပ်စာပေလူမိတ်ဆွေဆိုပြောလိုက်တော့စကားလုံးလေးကလှနော်နည်းနည်းတွေးကြည့်လေအဓိပ္ပာယ်ရှိလေပါတပည့်တော်တို့မိတ်ဆွေပေါင်းစုံနဲ့ပေါင်းပြီးတော့
to associate with wise ရအောင်ယူရမယ်ဘဝသင်ခန်းစာတွေကိုအတွေ့အကြုံပေါင်းစုံအဲ့ဒီမှာတခါတည်းဘေးကနေပြီးတော့နော်ဟင်းခတ်အမွှေးအကြိုင်မဆလာတွေထည့်ပြီးသားဘာလဲဆိုတော့သုံးသပ်မှုဒါဖြစ်မှန်တယ်ဒါဖြစ်မှားတယ်ဒါဖြစ်သတိထားရမယ်စတဲ့သုံးသပ်မှုပါအပီးပါပြီးတော့ရဖို့ဆိုရင်စာဖတ်မှရပါမယ်စာဖတ်ဖို့လိုပါတယ်သင်ကြားနေတဲ့စာတွေဒါမကပြင်ပစာပေတွေဖတ်ဖို့လိုပါတယ်ဟောအဲ့ဒီမှာပြန်ထူးဆန်းတာတစ်ကနေလေးပြန်ပါလာအောင်စာတွေဖတ်တဲ့ခါကျတစ်ကလေးပြန်ပါလာအောင်မြတ်စွာဘုရားရှိရဆိုတာသိတယ်နော်တပည့်တို့ယင်းတဲ့တွေကသိတယ်ယုံကြည်သိတယ်ဘယ်လိုလုပ်သိတယ်စာဖတ်လို့သိတယ်ယဟန္တာရှိတယ်ယုံကြည်သိတယ်ဘယ်လိုလုပ်သိတယ်စာဖတ်လို့သိတယ်တခါမမြင်ဘူးမမြင်ဘူးလည်းသိတယ်နော်ဥပမာလေးတစ်ခုပေးချင်ပါနော်အရှင်သာရိပုတ္တရာနော်အရှင်သာရိပုတ္တရာရှိတယ်တပည့်တော်သိတယ်လေစာဖတ်တာကိုသိတာပေါ့သိုံလေးသိနေတော့အရှင်သာရိပုတ္တရာရှိဤဆိုတော့နော်ဆောင်းမမောင်များမေးမယ်ဆိုအော်ကြက်လိုက်မယ်အရှင်သာရိပုတ္တရာရှိပါသည်လို့နော်မဟုတ်အဲ့ထက်မကောက်သိဘလို့နည်းနဲ့သိအရှင်သာရိပုတ္တရာလေးနာဘေးမှာအရှင်မဟာမောက္ကလန်ရှိမေးတယ်ရှင်ဘုရားခါတိုင်းလေးနာရင်ဘယ်လိုလုပ်ရင်ပျောက်ပါတယ်ဖေဟာခါတိုင်းလေးနာလို့ရှိရင်တော့နော်ယာကုမှီဝဲလို့ရှိရင်ပျောက်တယ်နော်ဆိုတော့ရှင်မောက္ကလန်ကကောင်းပြီဆိုတော့နော်တောထဲမှာရှင်သာရိပုတ္တရာထားခဲ့ပြီအနည်းဆုံးရွာကိုသွားပြီးတော့နော်တွေ့တဲ့ဒကာမတွေကိုမိန့်ကြတယ်ရှင်သာရိပုတ္တရာတောထဲမှာလေးနာပြီးတော့ကြံခဲ့တယ်နော်ယာကူလေးဖုံးပေးလိုက်ရရင်တော့နော်တက်တာမယ်လို့ပြောတယ်ဆိုဝမ်းသာလိုက်တာတပည့်တော်သားအဲ့ဒီဒကာမနေရဆိုဘလောက်ဝမ်းသာမျက်ရည်တောင်လဲလောက်တယ်ရှင်သာရိပုတ္တရာကိုတော်ကြီးလေးနေတာပြောက်အောင်ယာကုကန့်နော်အားရပိုင်းဟာချက်ချင်းပြလိုက်နော်ရှင်မမောက္ကလန်ယူပြီးတော့ပြန်နော်ရှင်မမောက္ကလန်ယူပြီးတော့ပြန်တဲ့ခါကျတော့ကတ်တယ်ရှင်သာရိပုတ္တရာဖုံးပေးကန်ဒီမှာတရိယာသွားတာငါရှင်နဲ့မြန်လှကြည့်လားနော်ဘလို့လို့ဒီယာကုကချက်ချင်းရောက်တာနော်ဆိုတော့ကိုယ်လည်းအမှန်တိုင်းပြောဒီလိုပဲလေတဲ့နော်ဒီလိုပြောလိုက်တော့တို့ရဆိုဟာငါရှင်ဒီယာကုကအာဘတ်တက်နေတယ်နော်နမိတ်ပြပြီးတောင်းခံယူလာတဲ့ဆွန်ဟင်းဖြစ်တယ်ငါမစားလို့ပြောနော်တပည့်တော်လူတွေသာဆိုစိတ်ကောက်မှာပေါ့ဗျာနော်သူနေမကောင်းလို့လည်းငါပင်ပင်မသွားရှာလာသေးတယ်ဆိုနော်ရှင်မမောက္ကလန်စိတ်မကောက်ဘူးဘတ်ဆိုတုံပလိုက်တာနော်ဘတ်ဆိုတုံပလိုက်တဲ့အခါကျတော့နော်နှစ်ပေါင်းများစွာခံစားနေတဲ့ရှင်သာရိပုတ္တရာလေနာယောဂအဲ့ဒီယာကုမြေကြီးထိတဲ့အချိန်မှာတခါတည်းပျောက်သွားတစ်သက်လုံးပြန်မှဖြစ်တော့နော်ဒါတော့ happy ending ပေါ့နော်ဒါပေမဲ့တပည့်တော် happy ending နဲ့စိတ်ဝင်စားတာ तू လေနာယောဂထပြီးလူလိတ်နေတဲ့အချိန်မှာပြောတဲ့စကားငါလေနာယောဂဆိုးလွန်သွားကြည့်လို့တဲ့ငါဗိုက်ထက်ဥရိယအပြင်ကိုထွက်လာပြီးတော့ဟောဒီမြေကြီးပေါ်မှာလူလာခောက်တုံသွားလာနေပါစေနော်ဒီအာဘတ်တက်နေတဲ့ဆုံးကိုငါမစားလို့နော်တပည့်တော်တို့ကအစိုးရဝန်ထမ်းနေပါမယ်နော်အစိုးရဝန်ထမ်းမှာဟိုးအောက်ခြေအဆင့်ကနေပြီးတော့အခုအထက်ဆုံးစင်နာအထိပေါ့နော်အထက်ဆုံးထိတော့မသွားတော့ပါဘူးမသွားတော့ဘူးလို့တောင်းပန်ထားနော်အထက်ဆုံးစင်နာအထိအောင်ရုန်းကန်ပြီးတက်လာကြတဲ့အခါမှာမိမိရဲ့ယာရုအာဏာကိုအသုံးပြုပြီးတော့တပားသူရဲ့မိသားစုအကျိုးစီးပွားရှေ့ရေးမှာခြေလေခွင့်ရတဲ့အနေအထားမျိုးရှိဘူးပါတယ်အဲ့လိုရှိလာတဲ့အခါမျိုးတွေမှာချစ်ချင်းမုန်းချင်းတွေဝင်လာတတ်ပါတယ်သူကတော့ငါ့ကိုဘယ်တော့မှမလုပ်ထားတာတို့သူကတော့ငါ့ကိုဘလို့ကျေးဇူးတိတတ်တာတို့ဝင်လာတတ်ပါတယ်ဝင်လာတတ်တဲ့အခါတိုင်းတပည့်တော်အမြဲတမ်းကြားရောက်တဲ့စကားကအရှင်သာရိပုတ္တရာရဲ့စကားပါလေနာယောဂဆိုးလုံးလို့ငါပိုက်ထက်ဥရိယထွက်ပြီးတော့မြေကြီးပေါ်မှာလူလာခောက်တုံသွားလာနေပါစေအာဘတ်တင်သောဆုံးကိုငါမစားလို့ကောင်းလိုက်တာနော်မိတ်ဆွေကောင်းနော်ပြောရင်တော့ငရဲကြီးမှမသိရှင်သာရိပုတ္တရာတပည့်တော်ရဲ့မိတ်ဆွေကောင်းနော်တခါမှမတွေ့ဘူးနော်တခါမှမတွေ့ဘူးဘသူကတွေ့အောင်လုပ်ပြီးလေစာပေရတွေ့အောင်လုပ်ပြီးတယ်စာပေရတွေ့အောင်လုပ်ပြီးတဲ့အခါမှာတပည့်တော်ရဲ့ဘဝလမ်းညွန်အထိအထောက်ပံ့ကောင်းဖြစ်တယ်ထပ်တက်လိုက်ပါစို့နောက်တစ်ဆင့်ထပ်တက်လိုက်တက်တယ်ပြောရင်တော့တုတ္တသမားအကျဉ်းနဲ့မှမသိဘူးတပည့်တော်ပြောတာတုတ္တနဲ့ယတ္တနော်ပြောင်းပြီးစဉ်းစားယတ္တဆိုတာနော်အဲ့တော့ပြောတော့ယတ္တတုတ္တတဲ့မြင့်တယ်လို့မဆိုလိုပါဘူးနော်ကိုကယတ္တစာရေးဆရာဖြစ်တော့သတိထားရတယ်နော်နောက်တစ်ဆင့်တိုးစဉ်းစားကြည့်လိုက်ယတ္တစာပြီဝတ္ထုတွေပေါ့လွယ်လွယ်ပြောနေဝတ္ထုတွေပေါ့နော်အတွေးခေါ်တာတင်တာမဟုတ်ဘူးခံစားမှုပါတင်တာပေးခြင်းတဲ့ message တစ်ခုရှိတယ်ပေးခြင်းတဲ့ message ကိုအုတ်နှောက်ထဲကိုရိုက်ထည့်တာမဟုတ်ဘူး
နှလုံးသားတွေကိုရိုက်ထည့်တာဖြစ်တယ်နှလုံးသားတွေစွဲနေအောင်ရိုက်ထည့်တာဖြစ်တယ်ငါစာဖတ်၍မမျက်တိုင်စေမရှုံးစေသာနော်ပြင်းပြေနှစ်ချိုက်တွေးထိုက်ဖွယ်ရာတပိုက်တလေတွေးညားပေမူစာပေကြေးကျွန်ငါဝတ်ပွန်မီငါမွန်အမျက်ငါအတက်ဟုစာဖတ်သူပေါ်ခေါင်းကိုကြော်၍ငါတော်ဆရာမလုပ်ပါသည်ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရကြဗျာနော်အဲ့ဒီထက်မှာယတ္တစာပေရဲ့ခံယူချက်အကုန်လုံးအပြီးဆုံးအပြည့်ဝပါပြီးသွားတယ်ဆရာလုံတာမဟုတ်သူခံစားရတယ်လို့ဖတ်တယ်လို့ခံစားအောင်လိုက်ပြောတာအဲ့မှာကောင်းစေတဲ့ဘက်ကိုရွေးပြီးတော့ခံယူစေခြင်းနဲ့စေတနာလေးပါအဲ့ဒါယတ္တစာပေပါပဲနော်ဆရာငိမ့်ကျော်ကွယ်လွန်သူနော်ဆရာငိမ့်ကျော်မကွယ်လွန်ခင်ကစာပေဟောပြောပွဲတစ်ခုမှာကျွန်တော်တက်ခဲ့တော့ပြောခဲ့တဲ့စကားလောကမှာပြဋ္ဌာန်းလို့ရသောဥပဒေရှိတယ်ပြဋ္ဌာန်းလို့မရသောဥပဒေရှိတယ်ပြဋ္ဌာန်းလို့ရသောဥပဒေကိုဥပဒေကတာဝန်ယူပါတယ်ပြဋ္ဌာန်းလို့မရတဲ့ဥပဒေကိုယတ္တစာပေကတာဝန်ယူပါတယ်ကောင်းလိုက်တဲ့စကားနော်ကောင်းလိုက်တဲ့စကားလူတတ်ရင်ဖမ်းမယ်ဥပဒေရှိတယ်သူများသားပြူသမီးပြူဖြက်စီးရဖမ်းလို့မရဘူးဥပဒေမရှိဒါပေမဲ့သူများသားပြူသမီးပြူမဖြက်စီးကောင်းလို့ရေးလို့ရတယ်နော်အဲတပည့်တို့အဲ့ဒီတာဝန်ကိုထမ်းဆောင်ပါတယ်ဗျာအဲ့ဒီတာဝန်ကိုကြေပြောင်းထမ်းဆောင်ဖို့ကြိုးစားနေပါတယ်အဲ့တော့ခလေးတွေနဲ့ဘယ်လိုပတ်သက်သွားလဲဆိုတာလာပါပြီနော်မိဘတွေခလေးတွေကိုစာပေးမဖတ်ကြဘူးဖေ။နော်။ကျောင်းစာထဲမှာနှစ်ထားကြတယ်ဖေ။ကျောင်းစာထဲမှာနှစ်တာမှနည်းနည်းမဟုတ်ဘူးတော်တော်ကိုနှစ်ထားကြတယ်ဖေ။စောစောကမမတော်နှုတ်ဝင်ပြောသွားသလိုပဲမူဂျူမှာစာသင်နေကြတယ်ဖေ။နော်။မူဂျူဆိုတာခလေးထိန်ခိုင်းကျင်တာသူတို့ကစာသင်နေကြတယ်။အဲ့ဒီမှာတွေကအဆင့်1 2 2တွေစနေပြီ။နော်။အဲ့ဒီဟာတွေကနော်ကောင်းကျိုးမပေးပါဘူးနော်။ကောင်းကျိုးမပေးတော့ဘာဖြစ်လာလဲနမူနာတစ်ခုပြောပြအောင်နော်။ကိုပိုင်စကားတော့မဟုတ်စောစောကသမီးခင်နေကြည်တာစကားပေါ့နော်သူလည်းဟောပြောပွဲမှာပြောတော့နော်ဒီနေ့ तू မပြောတော့သူ့အစားသူ့ဟာယူသုံးလိုက်သမီးခင်နေကြည်တာစာအုပ်လေးတုပ်ရေးတယ် best seller စာအုပ်ပါလူတိုင်းသိမှာပါနော်ချစ်သူကိုသတိရတဲ့အခါတော့သူအခုတော့သိသတိမရတော့ဘူးနော်ချစ်သူကိုသတိရတဲ့အခါနော်သူ့ခေါင်းစဉ်လေးသဘောကျလုံးလို့ညောင်လေးဘက်မှာသွားဟောတော့နော်ကျွန်တော်အဲ့ခေါင်းစဉ်လေးယူသုံးလိုက်တယ်ချစ်သူကိုသတိရတဲ့အခါနော်ဆိုလိုတာတော့ချစ်သူကိုသတိရတဲ့အခါမှာနော်လွမ်းဆွတ်တတ်နေမဲ့အစားတကယ်လို့မြတ်မဆုံစည်းလိုက်ရဘူးဆိုမဆုံစည်းလိုက်ရတာကိုဒေါသပွားနေမဲ့အစားနော်မေတ္တာလေးပို့လိုက်ပါနော်သူစိတ်ချမ်းသာပါစေနော်ကျမ်းမာပါစေချမ်းသာပါစေသွားလျာမှာခလုံးကြည့်စူးမညိပါစေနဲ့ခြေလန်းတွေအကုန်လုံးဘေးကင်းလုံခြုံပါစေလို့မေတ္တာပို့လိုက်ပါအဲ့ဒီမေတ္တာပို့လိုက်နိုင်တဲ့စိတ်ကလေးကမြတ်ပါတယ်ဆိုတာအဲ့ဒီစာသားလေးကိုကျွန်တော်သဘောကျတယ်လို့တိမ်မန်းနိုင်ဆိုပြီးဝိထုတစ်ပုဒ်လည်းရေးခဲ့နော်အဲ့ဒါလည်းအားလုံးတော်တော်များများဖတ်ဖူးကြတယ်ထင်ပါရဲ့နော်သမီးကိုယ်တိုင်လည်းအဲ့ဒီအကြောင်းကိုစာအုပ်ပြန်ထုတ်တယ်နော်စာအုပ်စည်းပွဲတော်မှာအဲ့စာအုပ်ချရောက်တဲ့အခါကျတော့နော်သမီးကသူကိုယ်တိုင်လက်ကမှသွားထိုးမလို့ဆိုပြီးထိုင်ဆောက်နော်အမေနဲ့သမီးနဲ့ဝင်လာတယ်နော်ဟိုသမီးကကြည့်ရတာသူ့ကို Facebook ကနေသိနေတာဖြစ်မှာပေါ့ဒီစာအုပ်လေးဝယ်ပေးပါမေလို့ပြောတယ်သူ့အမေကဖတ်ကြည့်ပြီးချစ်သူကိုသတိရတဲ့အခါဒါဖေတော့မောင်တော့နေမှာပဲမဝေရဘူးဆိုနော်သမီးဘလို့ပြောနော်အမေကပေးမဝယ်ဘာလို့ဆိုအမေကစာမဖတ်ဘူးလေနော်အမေကစာမဖတ်ဘူးဒီလောက်အင်မတန်မွန်မြတ်တဲ့မေတ္တာတရားအကြောင်းရေးထားတဲ့စာအုပ်ကိုဖေတော့မောင်တော့ဆိုပြီးပေးမဝယ်အဲ့တော့တပည့်တော်တို့နော်မိဘတွေသူတို့ကိုယ်တိုင်လည်းစာဖတ်ဖို့လိုသလိုခလေးတွေနဲ့ဒန်းတူစာဖတ်ပြီးတော့ခလေးတွေကိုစာဖတ်တတ်အောင်လေ့ကျင့်ပေးဖို့လိုပါတယ်စာဖတ်ရင်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ခလေးပဲဖြစ်ဖြစ်လောကဓာတ်၈ပါးနဲ့ရင်ဆိုင်ရတဲ့အခါတိုင်းကိုဟာပထမဦးဆုံးဒီလိုခံစားရဘူးတဲ့လူမဟုတ်ဘူးဆိုတော့သဘောပေါက်ပါလိမ့်မယ်ကိုအရင်ကခံစားသွားဘူးတဲ့လူတွေထဲမှာအရှုံးပေးသွားတဲ့လူတွေလည်းရှိတယ်အနိုင်ယူသွားတဲ့လူတွေလည်းရှိတယ်ဆိုတော့သိလာပါလိမ့်မယ်အဲ့ဒီခါမှာအနိုင်ယူသွားတဲ့လူတွေဟာဘလို့နည်းနဲ့အနိုင်ယူသွားတယ်ဆိုတော့ကိုပါသိလာပါလိမ့်မယ်ဒါစာဖတ်ခြင်းရဲ့အကျိုးပါခက်ခဲတယ်လို့ကိုထင်တဲ့ဘဝရဲ့ဆုံးဖြတ်ချက်တွေကိုလွယ်လွယ်လေးနဲ့ချတတ်လာပါလိမ့်မယ်ဒါစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးပါဘဝမှာတန်ဖိုးထားရမယ့်အရာတွေကဘာတွေဆိုတော့သိလာပါလိမ့်မယ်နောက်မို့ဆိုရင်ဘဝမှာတန်ဖိုးထားဘာဖြစ်လဲတန်ဖိုးရှိရင်တန်ဖိုးထားမှာပေါ့ဟုတ်တယ်မလားနော်မော်တော်ကနော်သိန်း100တန်စီးနိုင်တဲ့ဆိုင်သိန်း200တန်စီးနိုင်တာပုံမကောင်းဘူးလားဆိုတော့တိမ်လွန်းပါတယ်နော်တိမ်လွန်းပါတယ်အဲ့တိမ်လွန်းတဲ့အတွေးတွေကနေလွတ်မြောက်ပြီးတော့နော်တကယ်တန်ဖိုးထားရမယ့်ဟာအစစ်မှန်ဘာတွေဆိုတာသိဖို့စာဖတ်ဖို့လိုပါတယ်ယတ္တစာပေဖတ်ခြင်းအပြင်အားလက်ချိန်မှာအပန်းဖြေဖို့အတွက်နီးကောင်းတစ်ခုလည်းဖြစ်လာပါလိမ့်မယ်နော်မမဒေါ်နုဝင်ပြောတဲ့ radiation တွေပါတယ်လည်းကြောက်စရာမလိုဘူးနော်စာအုပ်က radiation မရှိနော်မျက်စိတွေပါတယ်လည်းတိတ်မထိကြဘူးသူကအလျောင်းနေပါတယ်မဆူဘူးနော်ပြီးတော့အတိအလိမ္မာကိုလည်းဖြစ်စေတယ်ဆိုတော့
အပန်းဖြေတာချင်းအတူတူ TV ကြည့်တာနဲ့ဆိုင်စာဖတ်တာပေါ့တော့ပြောမှာဘာဖြစ်စာဖတ်တာ TV ကြည့်ဆရာတော်ဆရာဝတ္ထုတွေရုပ်ရှင်ရိုက်ဖို့ရောင်းသေးတာပဲမတူပါဘူးနော်မတူပါဘူးဘာမတူဘူးလဲဆိုတော့ကြီးလိုက်နေတဲ့အယုတ်ကိုလိုက်ကြည့်ပြီးတော့ဆင်ခြင်တုံတရားကိုလေ့ကျင့်ပေးလို့မရပါဘူးစာဖတ်မှသာဆင်ခြင်တုံတရားကိုလေ့ကျင့်ပေးလို့ရပါတယ်စိတ်ဓာတ်ကြတဲ့အခါမှာလဲစာဖတ်တဲ့လူဟာစာဖတ်ခြင်းကနေထွက်ပေါက်တစ်ခုဖြစ်လာပါလိမ့်မယ်ခလေးဘက်ကိုပြန်သွားမှာเนาะကျွန်တော်ခလေးဘက်ကိုပြန်သွားမှာခလေးတွေမှာစာဖတ်ခြင်းကနေပြီးတော့အင်မတန်အရေးကြီးတဲ့ဟာတခုရနေတယ်မိဘတွေဘယ်သူမှသတိမထားမိဘူးအဲ့ဒါပါလဲဆိုဝေါဟာရကျွယ်ဝစီပါတယ်စကားတစ်ခွန်းပြောမလို့လုပ်နေရင်ကနေပြီးတော့ကိုပြောမယ်စကားကိုချယိုတာတာနဲ့သူများကိုနားဝင်စေမဲ့စကားလုံးမျိုးဖန်တရားတီနေခေါရိုးကျိုးတဲ့စကားလုံးမျိုးမဟုတ်ဘဲနဲ့သူများရင်ထဲထိတောက်လျှောက်ပေါက်သွားမဲ့စကားလုံးမျိုးအဲ့လိုစကားလုံးမျိုးရွေးဖို့အင်မတန်ခက်နေတဲ့လူငယ်တွေမြင်မှုပါသလားနော်အရေးကြီးတဲ့နေရာမှာတက်ပြီးစကားပြောနေတဲ့သားနဲ့ကိုဘာစကားပြောရမယ်ဘာစကားလုံးယူရမယ်ဆိုတာမသိလို့တုံဆိုင်နေတဲ့ကလေးတွေတွေးဝေနေတဲ့လူငယ်တွေမြင်မှုပါသလားမမြင်ဘူးဆိုရင်တယ်လီဗေးရှင်းသွားကြည့်ပါနော်စိတ်ဆိုးလည်းမတတ်နိုင်ဘူးကျွန်တော်ပြောပြပါမယ်နော်တယ်လီဗေးရှင်းမှာရှိသမျှ presenter တွေအကုန်အလုပ်ဖြစ်နေပါတယ်နော်သူတို့မှာဝေါ်ခါရပြောက်နော်ဘာပြောမှမသိပဲအယမ်းတယောက်လာလဲအယမ်းတယောက်လာလဲအယမ်းအယမ်းကောင်းအယမ်းအယမ်းစိတ်ဝင်စားဖို့ကောင်းပြီးတော့အယမ်းမဟာမုံမြတ်တာတော့မယမ်းနဲ့လीနော်မုံမြတ်တာတော့ကြတော့ခါနော်ဆရာတော်ဖះတရားကြီးကအယမ်းမုံမြတ်ပါတယ်ဖះဆိုဟာဒုက္ခပဲဆရာတော်ဖះကမုံမြတ်ပဲမုံမြတ်လို့ရတယ်ယမ်းလို့မရဘူးလीနော်အလွန်မုံမြတ်ပါတယ်ဖះဆိုအဲ့တော့မဟုတ်ပါဘောနော်မင်းအယမ်းဆိုးတာပဲဆိုတော့ဟုတ်တယ်လीဆရာတော်ဖះတရားကအယမ်းမုံမြတ်ပါတယ်ဖះဆိုသွားရောဒါမဲ့သွားနှာထောင်ကြည့်ပါနော်လူငယ်တွေဝေါ်ဟာရပျောက်နေကြပါတယ်ဘာလို့ဝေါ်ဟာရပျောက်နေကြလဲစာမဖတ်လို့ပါဒါကြောင့်မလို့နော်ကျွန်တော်ဒီနေ့နော်မင်္ဂလာခရီးပေါ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောတဲ့ရွယ်ချက်ကနော်မင်္ဂလာခရီးပေါ်အဆက်ကစာအုပ်စာပေတွေဖြစ်တယ်ဆိုတော့ပြောခြင်းလို့ပြောနေတာဖြစ်ပါတယ်ခလေးတွေကိုစာပေဖတ်ပါအခုဘုန်းတော်ကြီးသင်ကျောင်းကြီးနော်စာကြည့်တဲ့လေးတွေလုပ်တယ်ယတ္တစာပေနော်တပည့်တော်စာအုပ်တွေပါလာလှူခံတယ်တို့တော့သိဝမ်းသာတာပဲနော်ဆရာတော်တန်ဃာတော်တွေတော့မှခလေးတွေကိုစာပေဖတ်မှန်သိနေပြီမိဘတွေမသိနေတာအံ့ဩလုံးလို့နော်တပည့်တော်လှူနိုင်သမျှလဲလှူတယ်လိုက်လဲဟောပြောတယ်စာကြည့်လိုက်တွေထူထောင်တာတွေကိုအားပေးတယ်ခလေးတွေကိုစာပေဖတ်ပါစာတွေကိုရွေးချယ်ခွင့်ပေးပါနေရာတကာကိုလိုက်ရွေးမနေပါနဲ့ရွေးချယ်ခွင့်ပေးပါဒါပေမဲ့သူ့ဟာသူကြည့်ပဲတော့ရွေးလို့မရဘူးမိဘလိုက်သွားပါနော်မိဘကသားသမီးနဲ့အတူစာအုပ်ဆိုင်ကိုဝင်ပြီးတော့ငွေနှောက်နေတဲ့မိဘတွေတွေ့ဘူးမှာပါအဲ့လိုမိဘတွေကမွေးလာပြီးကြီးပြင်းလာတဲ့သားသမီးတွေကျွန်တော်အာမခံရပါတယ်ဘယ်တော့မှနော်လောကရဲ့ရန်သူဖြစ်မလားအဲ့လိုသားသမီးတွေကလောကရဲ့ကောင်းကျိုးကိုသာဆောင်တတ်တယ်လောကရဲ့ကောင်းကျိုးကိုဆောင်သူအများကြတဲ့မှာလဲခေါင်းဆောင်ငယ်တွေဖြစ်လာတတ်တယ်ဒါကြောင့်မလို့မိဘတွေနဲ့သားသမီးတွေအတူတူစာဖတ်ကြပါကျွန်တော်ထင်တယ်ကျွန်တော်ပြောလိုက်တာမိနစ်20လောက်ပဲရှိပါတယ်နော်ကျွန်တော်နောက်ထပ်နော်ဒေါ်နိုင်စာတို့ကျွန်တော်မိနစ်20ကျော်ကျော်လောက်ပေးလိုက်ဦးမယ်လို့ယူဆပါတယ်နော်အဲ့တော့ဒီညလေးမှာဆင်းပြီးတော့နော်မိခွန်းတွေကိုဖြေဖို့စောင့်ပါမယ်လို့ပြောရင်းနဲ့နေကုန်းချုပ်ပါဟောပြောဆွေးနွေးပေးပါတော့ဆရာကြီးဗမောက္ခဒေါက်တာရဲမြင့်ကျော်အားအထူးကျေးဇူးတင်ရှိပါတယ်ရှင်မိကုများမိဖို့အစီအစဉ်များရှိပါသလားရှင်ကျွန်တော်ကဟောပြောပွဲတွေကိုစာပေဟောပြောပွဲတွေကိုများသောအားဖြင့်တက္ကသိုလ်တွေမှာပဲလိုက်ဟောပြောလို့ရှိနော်ဟိုကိုယ့်အချိန်မပေးနိုင်လို့ပါတက္ကသိုလ်တွေမှာဟောပြောလို့ရှိရင်တက္ကသိုလ်ကကျောင်းသားကျောင်းသူတွေလည်းလုပ်ပဲမေးကြပါဆိုရင်ရုတ်တရက်မမေးဘူးတယောက်လဲစမေးပြီးရောနောက်ဆုံးကျတော့ညနေ9နာရီ6နာရီ9နာရီထိုးသွားရောနော်မမတော့အခုလောက်ဆိုရင်တုံးနေနော်သူမတက်ရပါတော့မလားနော်ဟယ်လိုမေးပါဗျာဒီဦးစင်းကခုနမေးချင်တာတော့ခုနဆရာမကြီးပြောသွားတဲ့ဟာလေးကိုခဏလေးမေးချင်တယ်ခဏဆရာမကြီးကပြောသွားတဲ့စီတော့သူကကလေးရတဲ့16နှစ်အောက်ကိုကလေးတို့ခေါ်တယ်တဲ့ဒါပေမဲ့အဲ့ဒီကလေးက16နှစ်လောက်မှာသူကအပြည့်တစ်ခုဖြစ်သွားပြီပေါ့အပြည့်တစ်ခုဖြစ်သွားတော့သူကငှက်အောင်စမ်းမှနေရတယ်ငှက်အောင်စမ်းမှနေရတဲ့ခါကျတော့သူကအပြည့်ကြီးတယ်အပြည့်ကြီးတဲ့ခါကျတော့သူကဆရာမကြီးတို့တော့ပြိုးထောင်ပေးလိုက်တယ်ပြိုးထောင်ပေးလိုက်တော့သူကရင်ကျေးတိမ်မွေ့သွားပြီဒါပေမဲ့သူ့ပြစ်ကတအားအပြည့်ကြီးနေတယ်အပြည့်ကြီးတဲ့ခါကျတော့သူ့ကိုသူ transfer တစ်ခုလုပ်ပေးရမယ်
အဲ့ဒါမျိုးကြလို့ရှိရင်ဆီယမကြီးတို့လောက်ထားတဲ့ပြည်စုပြောထောင်ပေးရတဲ့ပန်းလေးဟာတခြားတနေရာရောက်သွားလို့ရှိရင်အဲ့ပန်းမညှိုးသွားဘူးလားလို့အဲ့ဒါလေးပြောမေးချင်လို့ပါဆီယမကြီးချင်းသားမသိဘူးတပည့်တော့ဦးစင်းထပ်ပြောပြပါဟိုတကယ်လို့ဒီကလေးဟာ तू ကပြစ်မှုတစ်ခုကျူးလွန်သွားပြီကျူးလွန်သွားတယ်မှာ तू ကဟိုငယ်တဲ့ချိန်က तू မဟုတ်ပြီမဲ့ तू နဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်တော့ကျူးလွန်သွားပြီ तू ကကျူးလွန်သွားလို့ तू အပြစ်ခံရပြီအပြစ်ခံရတဲ့ခါကျတော့ तू ကဘယ်ရောက်သွားလဲဆိုတော့ငှက်အောင်ဆန်းရောက်သွားပြီတက်မှာငှက်အောင်ဆန်းရောက်သွားပြီဆို तू က73နှစ်14နှစ်လောက်တော့ तू နေရမယ်ဒါပေမဲ့ तू ကသူ့ရဲ့အပြစ်က तू နဲ့တူတွေ့ရ6နှစ်လောက်ကြာတယ်6နှစ်လောက်ကြာတော့ဟိုဘက်ကို तू က transfer လုပ်ပြရမယ် तू အသက်ပြည့်သွားပြီရှင်အဲ့လိုအသက်ပြည့်သွားလို့ transfer လုပ်ပြီးဆရာမကြီးတို့ကပြိုးထောင်ပြီးလိုက်တဲ့ရင်လိမ္မာအောင်ရင်ကြီးအောင်လုပ်ထားတဲ့ဟာတွေကို transfer တစ်ခုကိုထောင်တစ်ခုကိုပြောင်းပေးရတယ်သူ့အသက်ကပြည့်သွားပြီအဲ့ဒါဆိုလို့ရှိရင်ဆရာမကြီးတို့ပြိုးထောင်တဲ့ပန်းမင်းလေးကဘယ်လိုနေမလဲအဲ့ဒါလေးကိုပဲသိချင်တယ်နောက်တစ်ခုကဒီဥစ္စာကိုမပြောင်းဘူးဆိုလို့ရှိရင်လည်းဒီမှာပဲထားလို့ရတာအဲ့ဒီခွင့်ရေးလေးတော့အဲ့ဒါလေးကိုသိချင်တယ်အဲ့ဒါလေးပါပဲတင်ပါဗျခလေးတရားယုံဆိုကတဲ့ကခလေးနဲ့တန်တဲ့ပြစ်ဒဏ်ကိုပေးပြီဆိုရင်ဒီ16နှစ်ကိုမကြော်သွားပါဘူးဗျမကြော်ပါဘူးတပည့်တော်ကြော်တာမတွေ့သေးပါဘူးဗျတကယ်လို့ဟိုတခါတလေကြတော့16နှစ်မပြည့်ခင်ကိုပြီးသွားတာမျိုးရှိပါတယ်ဗျ16နှစ်မပြည့်ခင်ကိုသူလွတ်ရမယ့်အချိန်ရှိတယ်အဲ့လိုခါမျိုးကြရင်အဲ့ဒီကလေးတွေကမထွက်ချင်မဲနဲ့ဒီမှာကိုသူတို့ကပြန်ပြီးတော့တခြားကလေးတွေကိုအတမွေးဝမ်းကြောင်းလုပ်တာတို့ဘာလို့အဲ့လိုကလေးမျိုးရှိသလိုအပြင်ထွက်ပြီးတော့ဟိုသူတို့အထဲမှာရှိတော့ကလာပြီးသင်ကြားပေးတဲ့နေရာကိုသွားပြီးတော့မှအကူကြီးတောင်းတာမျိုးလည်းရှိပါတယ်ဗျဒီကလေးတရားရုံးကတော့16နှစ်ပြည့်ရင်အပြင်ထောင်ကိုမပို့ပါဘူးဗျတပည့်တော်မတွေ့သေးပါဘူးအဲ့ဒါလေးသိချင်တာပါဆရာလေးမေးမှာဆရာလေးဆရာကြီးဒေါက်တာရဲမြင့်ကျော်ပြောသွားတာသူပဲမှတ်သားရပါတယ်ဒီပေးသက်ထဲမှာထုတ်ပြနိုင်အောင်ဒီကိုယုံကြည်မှုရှိအောင် self confidence ရှိအောင်ကိုယ့်ရဲ့အရေးချင်းလေးတွေကိုကိုယ်တိုင်အသိမှတ်ပြုပြီးတော့မှဟိုအတက်စိတ်ကလေးဖြစ်လာအောင်ဘယ်လိုလေ့ကျင့်ပြိုးထောင်ပေးရမလဲဆရာကြီးအနေနဲ့အဲ့ဒါအကြံပြုပြီးတော့ဆွေးနွေးပေးဖို့လမ်းညွှန်ပေးဖို့အဲ့ဒါမိသားရက်ခံပါတယ်ကျေးဇူးတင်ပါတယ်ဆရာလေးမေးတဲ့မိကွန်းကမနေ့ကမတော်နိုင်ဤစာအောက်ဖို့ဆရာတော်မေးတဲ့မိကွန်းနဲ့နည်းနည်းသွားဆင်တယ်လို့ယူဆပါတယ်အဲ့ဒီတုန်းကလည်းဆရာတော်လည်းဖြေပါတယ်တဘောကတော့မိမိကိုမိမိယုံကြည်တဲ့စိတ်ရှိလာဖို့နော်ပြည်သူပြောထောင်တဲ့အလုပ်ဆိုတာဟိုသင်္ချာများအတွက်တလို့ formula တစ်ခုရှိနေပြီးတော့အဲ့ဒီ formula ကိုချက်ချင်းအကောင့်ထဲကောက်ဖော်လိုက်လို့ရတဲ့ကိစ္စမျိုးတော့လည်းမဟုတ်ပါဘူးခင်ဗျကံဉဏ်ဝရိယနော်တကယ်တော့စာရေးအမြဲတမ်းရေးလေးရှိပါတယ်ကံဉဏ်ဝရိယထဲမှာစိတ်ချရတာဝရိယတစ်ခုပဲရှိတယ်နော်ဝရိယတစ်ခုပဲရှိတယ်နော်ဉာဏ်ကတဖြည်းဖြည်းသွေးယူရတာဉာဏ်ကတဖြည်းဖြည်းသွေးယူရတာမွေးကလေးကဉာဏ်ကောင်းလာတဲ့ဆိုကလေးတွေရှိတော့ရှိမယ်တပည့်တော်တော့မပါဘူးဖေနော်တပည့်တော်ကငယ်ငယ်တော့နော်ဒါဟိုကျောက်စရစ်အကယ်ဒမီမှာတဆင့်ဆိုဝတ္ထုဖတ်ဖူးတဲ့လူတွေဆိုသိမှာပါပဲတပည့်တော်ငယ်ငယ်တော့စာသင်ရခက်တဲ့ကလေးပါစာသင်ရခက်လို့ဆိုပြီးတော့ဆရာဝန်ပေါင်းစုံပတ်ပြတာခံခဲ့ရတဲ့ကလေးပါနော်အခုတော့လည်းပေါမခကြီးဖြစ်လာတာပဲလေအဲ့ဒါတဖြည်းဖြည်းသွေးယူရတာဖေနော်ဆရာဆိုင်ခန့်လေးတစ်ချင်းလည်းရှိတယ်အုတ်နောက်ကလေးကြောက်ရိုင်းတစ်ဖွဲသွေးနိုင်မှပဲတောက်ပါလာနိုင်မယ်ဆိုတာတပည့်တော်စာကြီးအများကြီးအချင်းလေးကိုကုတ်လုပ်ပါတယ်သဘောကျတော့နော်သွေးယူရင်ထက်တာပဲဖေသွေးယူရင်ထက်တာဒါပေမဲ့အဲ့ဟာအချိန်လေးတစ်ခုစောင့်ရတယ်နော်ကံကြတော့နှိမ့်ချင်မြင့်ချင်နော်ကံဆိုတာဘယ်ချိန်မှာကိုကနှိမ့်ပြီးဘယ်ချိန်မှာမြင့်တယ်ဆိုတာတခါမှကြိုမသိနိုင်တဲ့ကိစ္စနှိမ့်ကြီးမြင့်ကြီးကိုယ့်ဘက်ကတာရာဆိုလို့ဝရိယတစ်ခုပဲရှိတယ်ဝရိယကကိုအချိန်ကြီးစိုက်ထားလို့ရတယ်ဝရိယကိုတသမတ်ထဲစိုက်ထားတယ်ဒါပေမဲ့ဘွဲ9ခုရဘူးပါတယ်ဖေနော်ကြွားပြောတယ်လို့မထင်တော့ဒါပေမဲ့ဘွဲ9ခုရဘူးပါတယ်အဲ့ဒီစာမွဲတွေလည်းအများကြီးအောင်ခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီအောင်တဲ့စာမွဲတွေနဲ့မမျှသောစာမွဲကြမှုတွေလည်းတပည့်တော်ရင်ဆိုင်ခဲ့ရပါတယ်ကြပြီးရင်နောက်တစ်ခါပြန်ဖြစ်ရင်အောင်ရောလားဆိုအဲ့ဒီလိုလည်းအာမခံချက်တစ်ခါမှမရှိခဲ့ဘူးပါဘူးနော်တပည့်တော်ရှိမှလည်းအဲ့ဒီကြတဲ့စာမွဲတွေကိုအချင်းချင်းကြပြီးဆက်ဖြစ်ခွင့်မရပဲထွက်သွားတဲ့လူတွေအများကြီးရှိဘူးပါတယ်ဒါပေမဲ့တပည့်တော်ကတော့ကြာတိုင်းမှာကိုယ့်ကိုပြန်ပြီးတယ်စာမွေးတော့ကြာပြီနော်နောက်နှစ်ကြာမှပြန်ဖြေခွင့်ရတော့မယ်ဘာလို့မှလဲဆိုအမြဲတမ်းကိုယ့်ကိုဖြေပါတယ်နော်ပြန်ဖြေုံရှိတာပဲတခြားဘာလို့ဖို့ရှိလို့လဲပြန်ဖြေတော့အောင်မလားဆိုအောင်နာမအောင်နာသူ့လို့ဝရိယစိုက်ပြီးဖြေဖို့ကကိုယ့်လို့ပေါ့စာရီလည်းရေးတာပဲဖေနော်စာရေးဆရာဖြစ်ချင်တယ်ဆိုပြီးစာမရေးတဲ့လူငယ်တွေတွေ့ဘူးတယ်နော်ဘာလို့မရေးသေးလဲဆိုထုတ်ဝေပေးမဲ့လူမရှိသေးလို့ဆိုနော်တပည့်တော့ဂျိုးကြတောင်မှခတ်တန်ရေးပြီးတော့22နှစ်ကြာမှထုတ်ဝေခဲ့တာဖေန
နော်တိမ်ညိုမှာငွေစားကုတ်ကနေရေးပြီး25နှစ်ကြာမှထုတ်ဝေခဲ့တာဗျာကိုကတော့ရေးနေတာပဲရေးနေပြီးတော့နော်သူကသူကညာဝရိယအချိန်အားကောင်းလာပြီးတော့အကျိုးပေးမဲ့အချိန်လေးကျတော့မဒေါ်နိုင်စာတော့နဲ့တွေ့တာပေါ့နော်တွေ့တော့မှနော်ပြောပါတယ်ဆရာစာအုပ်ကိုထုတ်ပေးမယ်တဲ့ဆိုတော့စိတ်ထဲမှာတော့ထင်လိုက်သေးတယ်ကိုယ့်စာအုပ်ကိုဖတ်ပြီးတော့ဟတ်ထိသွားတာဖြစ်မယ်ဆိုနော်ဒါပေမဲ့ကိုရဲကပြောတယ်ဆရာရဲ့လိပ်ပြတောင်မှန်ခတ်တန်စာအုပ်ကိုထုတ်ပေးမယ်ဆိုတော့ဒီလိုဖတ်ကိုမထားဘူးသေးဆရာမဖတ်ဖဲနဲ့ရမ်းထုတ်တာမဖတ်ဖဲနဲ့ရမ်းထုတ်တာကံကောင်းကျင်လို့ပေါက်သွားတာဟောနော်တပည့်တော့အဲ့လိုပဲသဘောရပါတယ်ဗျာဝရိယလေးတစ်ချိန်လုံးအားစိုက်ထားပြီးတော့လေ့လာစရာရှိတာလေ့လာပြီးစောင့်ရုံပါပဲဗျာတင်ပါဗျာဦးဇင်းကစင်စင်ဗုဒ္ဓလွယ်လုံးတောင်ကြီးလွယ်လုံးပြိတ္တာပါဦးဇင်းတို့ကကလေးတွေဟို400-500လောက်ရှိတာပေါ့နော်မနေ့ကမေးမယ်မခွန်းပါမင်းကမေးမယ်မခွန်းဆိုတော့ဦးဇင်းကမေးခွင့်မရတော့ဒီနေ့ကြော်လာခဲ့တာဒါပေမဲ့ဒီမှာအားလုံးမနေ့ကပြောတော့တဲ့ရှာမကိုဦးဇင်းကဒီကနေအကြံဉာဏ်ရချင်တာပေါ့လေအကြံဉာဏ်ရချင်တယ်ကျန်ရချင်းတော့မနေ့ကမေးမလို့ဒီနေ့မမေးဖြစ်ဘူးမေးခွင့်မရတော့ဒီနေ့ကြော်လာတယ်အဲဒါဦးဇင်းတို့ကကလေး3-500ရှိတော့ဦးဇင်းကအုပ်ချုပ်နေရတယ်အုပ်ချုပ်နေရတော့အဲ့ဒီကလေးထဲမှာ KG ရှိတယ် KG ကနေစေတန်းရှိတယ်တက္ကသိုလ်တက်တောင်းသားလေးရှိတယ်နောက်ကြောင့်နောက်ပြီးတော့အဲ့မှာလည်းကိုရင်လည်းရှိတယ်မင်းကလေးရှိတယ်ယောက်ျားလေးရှိတယ်နောက်ပြီးတော့အဲ့မှာလည်းငယ်ငယ်ရှိတယ်ကြီးကြီးရှိတယ်အဲကြောင့်ဦးဇင်းကဒီဥပမာတစ်ခုပြောအကြောင်းထဲမှာမေးချင်တာအကြံဉာဏ်ရချင်တာဥပမာတစ်ခုပေါ့တမင်းစားတဲ့ချိန်မှာတန်းစီတော့ဦးဇင်းတို့တန်းစီခိုင်းတယ်လေနောက်တော့တမင်းစားတဲ့ချိန်မှာဦးဇင်းတို့ကစီကံတကြနဲ့တမင်းစားခိုင်းတယ်ဥပမာပေါ့တိတ်တိတ်နေလဲစမ်းပါတိတ်တိတ်စားပါစီကံရှိပါအဲ့လိုပေါ့ဒါပေမဲ့ဦးဇင်းတို့ဒီတမင်းစားနေတဲ့ချိန်မှာဦးဇင်းတို့ဒီလိုပါပြီးတော့ကြည်နေဆိုတော့တိတ်ပဲဦးဇင်းတို့မြင်လိုက်တာနဲ့သူတို့ကကြောက်စိတ်တရားနဲ့ငြိမ်သွားတယ်ဒါပေမဲ့ဦးဇင်းတို့မရှိတဲ့ချိန်မှာဦးဇင်းတို့ဖြစ်ချင်တာဦးဇင်းစီတည်ဖြစ်ရှင်မရှိတယ်ဖြစ်စီပေါ့နော်ဖြစ်စင်တာအကုန်လုံးအများနာဓမင်းစားတဲ့ချိန်မှာဟိုပါပေါ့ငငယ်လေးပေါ့နော်အတန်တေးလေးပေါ့ဒီလိုပေါ့တောင်ကြီးဗမာဆိုတော့ဒီလိုပေါ့အဲဆိုတော့ဦးဇင်းကဖြစ်ချင်တာဦးဇင်းတို့မရှိတဲ့ချိန်မှာလည်းဟိုပေါ့ငငယ်တေးလေးနဲ့ဖြစ်စီချင်တယ်အဲ့ဒီနေရာမှာအားလုံးနေရာပေါင်းစုံပေါ့အဲ့လိုဒီလိုဖြစ်အောင်ဘယ်လိုလုပ်ပေးရမလဲဘယ်လိုကြံဉာဏ်ပေးမလဲဆိုအဲ့ဒါလေးကိုကြံဉာဏ်ရချင်တယ်ဆရာအနေနဲ့ဆရာမဖြည့်စီချင်တယ်မနေ့ကမနေ့အော်မနေ့ကခုနပြောထားတဲ့ဆရာမဆရာမတိတ်တော့မမဟမ်ဆရာမဟုတ်တယ်ကျွန်တော်မြင်မှလည်းနားရှာစီကံတဲ့ဦးစင်းတို့ရှိတယ်တိတ်နေတယ်ဒါစားဦးစင်းတို့မရှိရစုတယ်အဲ့ဒါဘယ်လိုထိမ့်မလဲကျွန်တော်ဖြေလိုက်မောင်လို့ဖြေလိုက်မမကျွန်တော်ကိုရှင်းနေငှားပါတယ်အဲ့တော့ကျွန်တော်ပဲဖြေလိုက်ပါတော့မယ်နော်ဟိုကျွန်တော်လည်းအရှင်ဖျားဟိုစကားနဲ့ဝဲတော့မနေ့ကလို့ပြောနေမှတ်ပြီးတော့နော်မမသူ့မေးတယ်မထင်မနဲ့သူကနေနော်အရှင်ဖျားမနေ့ကလို့ပြောနေတာဖြစ်တဲ့အတွက်ကြောင့်သူဖြစ်သွားမှန်းသိတာဟုတ်နော်နှစ်ဆင့်ရှိပါတယ်ဖေ။တပည့်တို့ condition လုပ်တယ်ခေါ်ပါတယ် condition ဆိုတာနော်ဟိုလူတယောက်ကတခုခုကိုလုပ်တော့မယ်ဆိုရင်အလိုလိုစဉ်းစားနေကြမလို့ပဲနဲ့အချိုးကျသွားတာပေါ့နော်အချိုးကျသွားအောင်လေ့ကျင့်ထားတာပေါ့နော်လေ့ကျင့်ထားတာဥပမာအဖြစ်လမ်းစားလျှောက်မယ်ဆိုရင်ဘယ်ဘက်ခြေထောက်ကစားလျှောက်မလားညာဘက်ခြေထောက်ကစားလျှောက်မလားစဉ်းစားကြမလို့ပဲနဲ့တန်းထွက်သွားတာအဲ့ဒါ condition ဖြစ်သွားပါပြီသူ့ကိုထပ်ပြီးတော့ဘယ်ဘက်ကစားလျှောက်တော့လို့သတိပေးကြမလို့တော့ပါဘူးအဲ့ဒါဒုတိယအဆင့်ပါဗျာပထမအဆင့်ကတော့သူ့ကိုဘယ်ဘက်ကစရှောင်တက်အောင်အရင်ဆုံးလေ့ကျင့်ရပါတယ်ဗျာအရှင်ဘုရားပြောတဲ့အရှင်ဘုရားရဲ့တပည့်တွေကပထမအဆင့်မှာပဲရှိပါသေးတယ်ဗျာတပည့်တို့ကိုယ်တိုင်ငယ်တုန်းကဆရာကြီးကမဆူနဲ့လို့ပြောရင်ဆရာကြီးရှိရင်မဆူပါဘူးဗျာနော်ဆရာကြီးမရှိရင်တော့ဆူပါတယ်ဗျာနောက်ပိုင်းကိုယ်တိုင်ဆရာဖြစ်လာတဲ့အခါကျတော့ဆရာကြီးရှိမရှိမဆူတော့ပါဘူးဗျာဆိုတော့အဲ့တော့အရှင်ဘုရားတပည့်တွေကအခုအချိန်မှာနော်အရှင်ဘုရားရှိရင်မဆူတော့ဘူးဆိုရင်ပထမအဆင့်ရောက်ပါပြီဗျာအရှင်ဘုရားမျှော်လင့်ချက်ပန်းနိုင်မြင်နေရပါပြီဒုတိယအဆင့်ကိုတက်မှာပါဗျာတကယ်လို့အရှင်ဘုရားရှိတာတော့ဆူနေတာကြုံမဲ့ဆိုရင်တော့လမ်းမပေါက်သေးဘူးလို့ပဲယူဆမှာပါဗျာအဲ့ဒီအတွက်တော့အားငယ်စရာမရှိဘူးလို့ပဲဖြေပေးရစေဆရာပြောတဲ့မိကောင်းဆွေသားခဏမိကောင်းဆွေကောင်ကခင်မွန်းကြီးစေပါကိုဆရာသုံးသက်ပြသွားပါတယ်အဲ့ဒါလေးကဟို
အဲ့ဒါလေးဆရာပြောတဲ့ဟာကိုဆရာလေးတို့အင်မတန်မှတ်သားရပါတယ်ဆရာလေးတို့ကျမ်းဂန်ထဲမှာတော့ကလျာဏမိတ်တာဆိုတာဟာနံပါတ်1ပုဂ္ဂိုလ်ကတော့မြတ်စွာဘုရားရှင်ဖြစ်ပါတယ်ကျမ်းဂန်မှာထုတ်ပြတာပိယောဂရုဘာဝနီယောဝတ္တာစဝဆနခမောဂံဘီရန်စကထံကတ္တာနောစဌာနီနိယောဇကောတဲ့ကလျာဏမိတ်တာဂုဏ်ကြီး9ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုချင်းကပ်ခွင့်ရတဲ့ပုဂ္ဂိုလ်ဒီမှာတန်တရာအကျိုးစီးပွားတွေမကောက်ဒီလောကီအကျိုးတွေမှာအားလုံးပြည့်စုံပါတယ်ဒါတော့မြတ်စွာဘုရားရှင်ကတော့ပထမဦးဆုံးမူရင်းကလျာဏမိတ်တာအစစ်ကြီးပါပဲဖေဟာအဲ့ဒီမြတ်စွာဘုရားရှင်ရဲ့စာပေတွေကိုဥစ္စာပေတွေကနေပြီးတော့တဆင့်လေးလာခွင့်ရတဲ့ဆရာလေးတို့တွေဒီကလျာဏမိတ်တာတွေအဖြစ်နဲ့ကောင်းကျိုးတွေအများကြီးရပါတယ်ဆရာခုနဆရာပြောတာအရှင်သာရိပုတ္တရာကိုမိတ်ဆွေကလေးတွေအောင်မြင်ပါစေသူ့အလိုမျိုးမေတ္တာတွေတက်ရောက်နေတော့ဘာဝနီယဂုံဆိုတော့3ခုဖြစ်သွားပါပြီဆရာပိယောဂရုဘာဝနီယောနောက်ဝတ္တာစဆိုတာဝတ္တာကြတော့သူကပြောတင်ပြောထိုက်တဲ့စကားဒီကိုစုံမတတ်ပါတယ်မလုတ်တင်မလုတ်ထိုက်တာလုတ်တင်လုတ်ထိုက်တာဒါကိုအကျိုးအကြောင်းနဲ့ပြောပြစုံမတတ်တဲ့ဆရာသမားဖြစ်ပါတယ်နောက်ဝဆနခမောဆိုတာကိုတိုင်းကဆရာနေရာမှာဖြစ်ပေမဲ့ကိုကအမှားမကင်းလို့ဖြစ်လာပြီဆိုရင်ထောက်ပြလာတဲ့ဟာကိုလေအကျိုးအကြောင်းနဲ့ပြလိုက်ရင်အဲ့ဒါကိုလက်ခံတတ်ပါတယ်ဝဆနခမောနောက်ဂံဘီရန်ဆိုတာနည်းနည်းခက်ခဲတဲ့တရားတော်တွေတစ္ဆာ၄ပါးတရားနောက်ဒီလိုမျိုးတတိပဋ္ဌာန်ဓမ္မပဒံဒီလိုတရားတွေကိုစုံမပေးတတ်တဲ့ဆရာသမားဖြစ်ပါတယ်ကံပိဒံစကထံကတာနောစာဌာနေနိယောဇကောမသိမလျော်တဲ့နေရာမှာကိုယ့်အတွက်အသုံးမချတဲ့သူဖြစ်ပါတယ်တဲ့အဲ့လိုမျိုးဆရာသမားကိုရပြီဆိုရင်တော့အားလုံးဟာအကျိုးပြီးစီးပါတယ်အခုလောကကြီးမှာဆရာတို့ပြောပြနေတာအောက်ဆုံးဆရာတို့ဖျားရဲ့ကျေးဇူးကြောင့်ဒီလိုမျိုးတွေကိုဆရာလေးတို့တွေနာကြားခွင့်ရတာဒီလိုမျိုးဆရာပညာရှင်တွေကိုတနေရာထဲမှာစုပေါင်းပြီးတော့ပေးတဲ့ဒီပညာရက်တွေကိုနာခွင့်ရတာသိဝမ်းသာပါတယ်ဒါဘာဖြစ်လို့ဆိုလောကကြီးကပျက်စီးနေလို့ပါကလိယုဂခေတ်မှာတဖြည်းဖြည်းနဲ့စုပ်ကပ်ကိုရောက်လာတော့လောကကြီးကလည်းတိတ်ဆန်းကျဲပါတယ်အဲကြောင့်လောကကြီးကပဲဆန်းကျဲနေလားလူသားတွေကဆန်းကြလားဆိုတော့လောကကြီးကစမ်းကြတာမဟုတ်လူသားတွေကစမ်းကြတာပါဆရာလူသားဆိုတော့လေလူသားတွေရဲ့စိတ်တွေကစမ်းကြပါတယ်အဲ့ဒီစိတ်စမ်းကြတဲ့အလျောက်ဓာတ်တွေကစမ်းကြတော့လိုက်လို့မဆုံးနိုင်တဲ့ပြုပြင်မှုတွေဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ရဲ့တရားမှာပဲဒီစိတ်ကိုပြုပြင်ပေးနိုင်တဲ့တရားကရှိတဲ့အတွက်ဒီဟာကိုဝိုင်းဝန်းဖော်ဆောင်မယ်ဆိုရင်အခုဆရာတို့လုပ်နေတဲ့အနာဂတ်ပြိုခင်းနေဆရာတို့ဖြစ်စေခြင်းတဲ့ဟာတွေကအများကြီးရှေ့ကိုခရီးသွားဖို့ရှိပါတယ်။ဒါကြောင့်ဆရာလေးတို့ကတော့ဗုဒ္ဓနယ်ပယ်တွေကဗုဒ္ဓသမီးတယောက်အနေနဲ့ဒီဗုဒ္ဓစာပေကိုအခြေခံတဲ့စာပေတွေမှာခလေးပြုစုတဲ့နည်းပညာတွေအများကြီးရှိပါတယ်ဆရာ။အဲ့ဒါကိုအားလုံးကဝိုင်းဝန်းပြီးတော့ဖော်ဆောင်ကြမယ်ဆိုရင်တော့ဒီလေးဟာပြင်မှာဖြစ်နေတဲ့ကွက်လက်တစ်ခုကိုဝိုင်းဝန်းဖြည့်ရှင်းနိုင်ကြမယ်လို့အဲ့လိုယူဆပါတယ်ဆရာ။ကျေးဇူးတင်ပါတယ်အဲ့ဒါမျိုးကျေးဇူးတင်ပါတယ်ဗျာဟယ်လိုဆရာတင်ပါဗျာမင်္ဂလာပါဆရာမင်္ဂလာပါဘုံဘုံကတော့စိန်တော်စတီရဲ့ဒီ SSPU ဆရာတော်ရဲ့တက္ကသိုလ်ကပေါ့လေအဲ့တော့အထူးသဖြင့်ဒီဟောပြောပွဲမှာဆရာကိုမြင်တွေ့ရတဲ့အတွက်အထူးသဖြင့်ဝမ်းသာပါတယ်သားသမီးတွေဖြစ်လာတယ်ဆိုတာကမိခင်တယောက်တည်းနဲ့ဖြစ်လို့မရပါဘူးဖခင်လည်းပါပါတယ်အဲ့တော့မနေ့ကလည်းပြောသွားတယ်အားလုံးကအမျိုးသမီးတွေများတယ်ဒီနေ့လည်းအမျိုးသမီးများတယ်အဲ့တော့အမျိုးသားများမပါဘူးလားဆိုရင်ထိတ်လန့်နေတဲ့အချိန်မှာတကာကြီးကိုမြင်တဲ့အတွက်အထူးဝမ်းသာပြီးဖြစ်မိပါတယ်ပေါ့နော်အဲ့တော့သားသမီးတွေကိုစောင့်ရှောက်တဲ့နေရာမှာမိခင်နဲ့စောင့်ရှောက်လို့မရဘူးဖခင်နဲ့စောင့်ရှောက်ရမယ်အဲ့တော့ပတ်ဝန်းကျင်လည်းပါတယ်ပေါ့တင်ပါဗျာအဲ့တော့ဆရာမနေ့ကပြောတဲ့အထင်မှာactive plan နဲ့ passive plan ဆိုတာဆရာပါတယ်နော်တင်ပါဗျာအဲ့တော့ဆရာကတော့ active plan နဲ့ passive plan နှစ်ခုထဲမှာ active plan ကိုဆရာပို့ပြီးတော့သဘောကျတဲ့ဘိုင်းရှိတယ်အဲ့တော့ကျောင်းလူငယ်ဆိုတာကလည်းပဲတယောက်တယောက်ဉာဏ်ချင်းကမတူတချို့အရန်ကို intelligent ဖြစ်တယ်တချို့အရန်ကို weak ဖြစ်တယ်ပေါ့အဲ့ကကြတော့ active plan ဆိုတဲ့စနစ်ကတကယ်ဉာဏ်ထက်မြက်တဲ့ကလေးတွေအဆင်ပြေနိုင်မယ်ဒါပေမဲ့ passive plan က